ဝိနာဆုရှင်သမီးငယ်လေးအိမ်ချစ်သူရောက်ရှိနေရယူပြီးပါပြီဒါဆိုရင်ပြိုင်ပွဲမစတင်ငယ်လေးမှာစုချင်းငွေ300အထိစုခူးနိုင်အောင်ပရိသတ်များနဲ့ထပ်တူရင်ခုန်ဂုံယူစွာအားပေးဂုံပြုဖို့သမီးငယ်လေးကိုအထူးအားဖြင့်ပါဝင်အားဖြင့်ဂုံပြုမဲ့နိုင်ငံကျော်ပြည်သူချစ်အနုပညာရှင်2ဦးရောက်ရှိနေပါတယ်ခင်ဗျာသမီးငယ်လေးကိုပရိသတ်တွေနဲ့ထပ်တူဂုံပြုပေးဖို့အတွက်အားပေးချီးမြှောက်ပေးဖို့အတွက်နိုင်ငံကျော်ပြည်သူချစ်အနုပညာရှင်များဖြစ်ကြတဲ့ရုပ်ရှင်သရုပ်ဆောင်ဂန်နဝင်နဲ့ရုပ်ရှင်သရုပ်ဆောင်နမ်းမြတ်ဖြိုးသိန်းကိုဖိတ်ခေါ်ပါရခင်ဗျာကျွန်တော်တို့ဟိုးငယ်ငယ်လေးကလေးကအားပေးခဲ့ရတဲ့ချစ်ရတဲ့အမတွေပါเนาะခုချိန်ထိနှူးစဲလှန်စဲအဲ့တော့ဒါပြည်သူချစ်အနုပညာရှင်တွေဟာဒီပွဲကြီးမှာသမီးလေးတွေသားလေးတွေပြိုင်ပွဲဝင်တွေအားရှိအောင်အမြဲတမ်းမေတ္တာစေတနာအပြည့်နဲ့လာရောက်ပြီးတော့ပွဲကြီးကိုနှစ်စဉ်နှစ်တိုင်းချီးမြှောက်ပြီးတော့ဂုဏ်ပြုပေးကြတာဖြစ်ပါတယ်ဒီနေ့မှာတော့နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်ဂန်နဝင်နဲ့နမ်းမြတ်ဖြိုးသိန်းသမီးလေးရဲ့ဘေးနားမှာကူညီပြီးတော့အားပေးပါမယ်သမီးလေးမမတို့နှုတ်ဆက်လိုက်ပါဦးကဲဒါရှမ်းပြည်နယ်ကိုစားပြဝင်နာဆုရှင်သမီးငယ်လေးအင်းချစ်သူပါနော်ကဲဒါဆိုရင်ကျွန်တော်တို့အားလုံးလည်းစုံစုံညီညီနဲ့ရောက်ရှိနေပြီဖြစ်ပါတယ်ပရိသတ်များအားလုံးနဲ့ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်မျှော်အားပေးကြမယ်ဝင်နာဆုရှင်သမီးငယ်လေးရဲ့ Play or Stay ရက်နေမလားဆက်ပြေမလားဆိုတဲ့စုချင်းငွေရွေးချယ်ခြင်းအစီအစဉ်စတင်ပါပြီခင်ဗျာသမီးလေးနာမည်ဘယ်လိုခေါ်လဲမင်္ဂလာပါဖုံဖုံဖေ။တင်ပါရဲ့ဖုံဖုံဖေ။သမီးရဲ့နာမည်ကတော့မအင်ချစ်တူပဲဖြစ်ပါတယ်ဖေ။ သမီးဘယ်ပြည်နယ်ကိုစားပြုလာပြန်တာလဲ သမီးကတော့ရှမ်းပြည်နယ်တောင်ကြီးမြို့အေးမြကယူနာဓမ္မစကူမှာလာရောက်ဖြည့်ဆို့ပူဇော်တဲ့သမီးမအင်ချစ်တူပဲဖြစ်ပါတယ်ဖေ။ သမီးနေတော့အေးမြကရုဏာရက်ကွက်ထဲမှာနေတာလားဘယ်မှာနေတာလဲ ညောင်ဖြူစကန်ရက်ကွက်ပါဖေ။ ညောင်ဖြူစခန်းရက်ကွက် တင်ပါဖေ။ လာလင်ဖိတ်မှလားဖုံဖုံ တင်ပါဖေဖိတ်ပါတယ်ဖေ။ သမီးရှိရမေကွန်းမြင်ရလား မပေါ်သေးပါဘူးဖေ။ အရှိမဒီပုံမြင်ရပြီလားစာရမ်းမြင်ရပြီလား မြင်ရသေးပါ မမြင်ရသေးဘူးနော်အဲ့ဒါဟိုဘက်ကိုလက်ကြည့်လိုက်နော်ဟိုဘက် TV ကိုလက်ကြည့်ဟိုဘက်က TV ကိုမြင်ရလားသမီး မြင်ရပါတယ်ဖေ။ ဟုတ်ပြီနော်အဲ့ဒါနာမည်တော့အနားမှာနေပြီးတော့အပေးလိုက်ပါနော်တတိရှိရင်အဖြေပါဝိုင်းဖြေပေးလို့ရတယ်နော်အနာကိုကတ်လိုက်မကြောက်နဲ့နော်အဲ့တော့ဘုန်းကြီးတို့ Play or Stay ဆက်ဖြေမလားရက်နေမလားအစီအစဉ်အချိန်မဆိုင်မဲနဲ့မိကုန်း10ခုစပြီးတော့မေးမယ်နံပါတ်1 5000ဖြေနိုင်လို့ရှိရင်နံပါတ်2မိကုန်းဖြေနိုင်လို့ရှိရင်1သိန်းနံပါတ်3မိကုန်းဆက်ဖြေနိုင်လို့ရှိရင်2သိန်းနံပါတ်4 4သိန်းနံပါတ်5 8သိန်းနံပါတ်6 15သိန်းနံပါတ်9သိန်း30နံပါတ်8သိန်း60နံပါတ်9သိန်း120sorry မလို့2000ခွဲမိကုန်းစမေးရမှာနော်အဲ့တော့သမီးမိကုန်း10စင်လုံးဖြေနိုင်ပြီဆိုလို့ရှိရင်တော့သိန်း120မကဘူးအခုဘယ်လောက်လဲသိန်း900ဒီဘယ်လောက်ရအောင်သိန်း900ဟုတ်လားတောင်ကြီးကိုလမ်းစိတ်လောက်လားလောက်ပါရဲ့ဖေ။ လောက်တယ်နော်နံပါတ်1မိကုန်းစပြီးတော့ပြပေးပါသမီး TV ကိုကြည့်မယ်2000ခွဲတန်မိကုန်းပေါ်ပြီလားသမီးတင်ပါဖေ။ပေါ်ပါပြီဖေ။ ဆိုရင်ပူဆွေးငိုကြွေးခြင်းစိတ်ပူပန်မှုများကင်းပြောက်ခြင်းဟူသောအကျိုးကျေးဇူးများကိုရရှိနိုင်ရန်မြည်သည့်တရားကိုရှုမှတ်ပွားများရမည်နီကာကြီးတမ္မပဒံခါခွေအိဋ္ဌိပတ်ဂငယ်တတိပဌာန်နဲ့ဂါကြီးမတ်ခင်တမီးစဉ်းစားဖြစ်ဆိုရင်စက္ကန့်30စပါပြီအဖြေ၄မျိုးစဉ်းစားကြည့်စက္ကန့်30စနေပါပြီစဉ်းစားပါ
စိုးရိမ်ပူဆွေးငိုကြွေးခြင်းစိတ်ပူပန်မှုများကင်းပြောက်ခြင်းဟူသောအကျိုးကျေးဇူးများကိုရရှိနိုင်ရန်အတွက်မြည်သည့်တရားကိုရှုမှတ်ပွားများရမည်နည်းတဲ့ဓမ္မပဒံလားအိဋ္ဌိပလားတတိပဒံလားမဂ္ဂင်လား စီတတိပဋ္ဌာန်ပါဗျာ အဖြေ စီတတိပဋ္ဌာန်ပါဗျာ စီတတိပဒံအဖြစ်စစ်ပေပါအဖြေမှန်မှန် ဝင်အောင်ဆုရှင်သမီးငယ်လေးပထမဦးဆုံးအဆင့်မိကွန်းနံပါတ်1 2000ခွဲတန်မိကွန်းလေးကစိုးရင်ပူဆွေးငိုချွေးခြင်းစိတ်ပူပန်မှုများကင်းပြောက်ခြင်းဟူသောအကျိုးကျေးဇူးများကိုရရှိနိုင်ရန်မြည်သည့်တရားကိုရှုမှတ်ပွားများရမည်နီသမီးလေးကအဖြေကိုစီတတိပဋ္ဌာန်လို့ဖြေဆိုထားပါတယ်ပထမဦးဆုံးဆင့်2000ခွဲတဲ့မေကွန်းရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ နမနဲ့မေကိုရာဇဂျိုပြည်နဲ့ဝေတာလီပြည်ကြားကန့်လန့်ကာခြားနာစီးနေတဲ့ဂင့်ကာမြစ်ကြီးသည်အရက်မျက်နှာအားဖြင့်မြည်တို့ဖြတ်တန်းစီးစင်းနေပါသနည်းကာကြီးမြောက်မှတောင်ခါခွေတောင်မှမြောက်ကားငယ်အရှိမအနောက်ကာကြီးအနောက်မှအရှိသမီးစဉ်းစားဖို့အချိန်စက္ကန့်30စပါပြီစီအရှိမအနောက်ပါဗျာ စီအရှိမအနောက် တင်ပါဗျာ ဘယ်လိုသနည်းဖြစ်စစ်ပေးပါ ဒီမှာဗျာမိကွန်းနံပါတ်2 9000တန်မိကွန်းရာဇဂျိုပြည်နဲ့ဝေတာလီပြည်အကြားကန့်လန့်ကာပြီးခြားနာစီးစင်းနေတဲ့ဂင်္ဂါမြစ်ကြီးဟာအရက်မျက်နှာအားဖြင့်မြည်တို့ဖြတ်တန်းစီးစင်းနေပါသည်။သမီးငယ်လေးကစီအရှိမအနောက်သို့ဖြည့်ဆို့ထားပါတယ်။ငွေကျပ်9000နဲ့မိကွန်းအပြည့်မှန်ပါတယ်ခင်ဗျာ။သမီးကိုပထမဆုငွေဆိုင်ရာစီမင်းစည်းကမ်းတွေကိုသိတယ်နော် တင်ပါဗျာဒီပါဗျာ ။သမီးမှားတော့ရင် မရတော့ပါဘူး တပြားမှ မရတော့ပါဘူး မ ဗျာ ရဘူး။လမ်းစင်းမရှိလို့ရှိရင်ဘေးကနိုင်မြတ်ဖြိုးစိတ်ကြီးတောင်းသွား။မှန်မယ်ဆိုလို့ရှိရင်ရှေ့ဆက်မိကုန်း10ခုထိဖြည့်နိုင်ပြီဆိုလို့ရှိရင်စုငွေ320ရမယ်။120အပြင်အပိုစုထားတဲ့စုငွေတွေအားလုံး380စုစုပေါင်း300 တင်ပါဗျာ ကျင်းတတ်မယ်နော် တင်ပါဗျာ အရှိပိုင်းကတော့ဘုံဘုံမိကုန်းအလွယ်လေးတွေပြထားတယ်သမီးတို့ဒါရပြီးသားဆိုတော့ရလိမ့်မယ်လို့ထင်ပါတယ်ခြေချော်မသွားစေနဲ့တတိထားဟုတ်ပြီနော်နံပါတ်3မိကုန်းစပါမယ်ယဟန်အဖြစ်ခံယူလိုသောယဟန်လောင်းကိုတိမ်အတွင်း၌တာဝန်ရှိယဟန်တော်ကမေးမြန်းစုံစမ်းရမည်ယဟန်မဖြစ်အောင်အနောက်ရှက်ဖြစ်စေသည့်အချက်ပါလို့ဆိုလို့ရှိရင်အန္တရာကြီးကလို့ဓမ္မလို့ခေါ်တာပေါ့အဲ့ဒီအချက်ပေါင်းမြည်မြရှိပါသနည်းသမီးစဉ်းစားဖြစ်ဆိုကြည့်စက္ကန့်30စပါပြီ73ပါပါဗျာ ရ
ဟန်အဖြစ်ခံယူလို့တဲ့ယဟန်လောင်းကိုတိမ်အတွင်းမှာတာဝန်ရှိယဟန်တော်ကမင်းမြန်စုံစမ်းရမည်ယဟန်မဖြစ်အောင်အနောက်ရှက်ဖြစ်စေတဲ့အန္တရာကြီးကဓမ္မပေါင်းဘယ်တော့ရှိတယ်လို့မေးတာနော် တင်ပါဗျာ တမိအဖြစ်မေကုန်းနားလဲတယ်နော် နားလဲပါဗျာ ဘုံစကားနဲ့မြန်ခွင့်လို့ တင်ပါဗျာ တမိက ဒီ73ပါပါဗျာ 73ပါ တင်ပါဗျာ ရတဲ့နေ့ပြမှစစ်ပေးပါ ဒီမှာဗျာမိကွန်းနံပါတ်3ငွေချက်တသိန်းတန်မိကွန်းယဟန်ဖြစ်ခံယူလိုသောယဟန်လောင်းကိုတိမ်အတွင်း၌တာဝန်ရှိယဟန်တော်ကမင်းမြန်စုံစမ်းရမည်ယဟန်မဖြစ်အောင်အနောက်ရှက်ဖြစ်စေသည့်အချက်အန္တရာကြီးကဓမ္မပေါင်းမြည်မျှရှိပါသနည်းဆိုတဲ့မိကွန်းကိုတမီးငယ်လေးကဒီ73ပါလို့ဖြည့်ဆို့ထားပါတယ်ငွေချက်တသိန်းတန်မိကွန်းရဲ့အဖြစ်မှန်မှန်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဆရာတော်ဖုန်းတွေကြည့်တာကိုလည်းတမျိုးမထင်ပါနဲ့ကလေးကမင်းကုန်းဖြစ်နေတယ်ဘုန်းကြီးကဖုန်းကြည့်နေတယ်ဆိုပြီးတော့လည်းပဲမစူပါနဲ့နော်ကလေးတို့အလုံငွေရောက်မရောက်ကြည့်လူရှင်တွေကဘိုင်ဘာလာဆက်သွေးတာကိုနော်ဆွဲထက်စိတ်ရွှေရနာဆိုင်မန္တလေးက တင်ပါဗျာ ရှိမအားပေးနေဒါပြီးတော့မေးတော့မင်းပဲအားပေးမှလည်းဆိုတော့တောင်ကြီးအားပေးမှဖျားတယ်တောင်ကြီးကဆုရသွားတယ်နော်ဆိုတော့ရှိတယ်လို့နော်ဘုံသတင်းပေးတာမင်းကနံပါတ်4စပါပြီရည်ရွယ်ချက်အမျိုးမျိုးတို့ဖြင့်ဒုတင်အကျင့်ကျင့်ဆောင်ကြရ၌မြတ်စွာဘုရားလိုလားနှစ်သက်စစ်မှန်သောရည်ရွယ်ချက်ကိုရွေးချယ်ဖြစ်ဆိုပါတဲ့နော်A ကသူများရောင်၍လက်ရောင်ခြင်း B ကကြော်ကြားမှုကိုလိုလားခြင်း C ကသူတော်ကောင်းများချီးမွမ်းခံယူလိုခြင်းနဲ့ D ကတဏှာခေါင်းပါစေလိုခြင်းဘုံမေကုန်းလေးကိုတစ်ခေါက်ပြန်ဖတ်ပြမယ်ရေးကြည့်လို့အဲ့မှာမပေါ်လို့ရှိရင် TV လက်ကြည့်လိုက်အားမနာနဲ့နော်ရည်ရွယ်ချက်အမျိုးမျိုးတို့ဖြင့်ဒုတင်အကျင့်ကျင့်ဆောင်ကြရ၌မြတ်စွာဘုရားလိုလားနှစ်သက်စစ်မှန်သောရည်ရွယ်ချက်ကိုရွေးချယ်ပြုစုပါတဲ့တပည့်အဖြစ်လေးမျိုးမြင်ရလား မြင်ရပါရဲ့ဗျာ စဉ်းစားဖို့အချိန်စက္ကန့်30စတယ်ပါဒီတဏှာခေါင်းပါစေလိုခြင်းပါဗျာ တမိအဖြစ်ပါတယ်လေ ဒီတဏှာခေါင်းပါစေလိုခြင်းပါဗျာ ဒူတင်ကျင့်တဲ့သူတွေကလေ တင်ပါဗျာ အဖြစ်မှန်က ဒီတဏှာခေါင်းပါစေလိုခြင်းပါဗျာ ခါကွေးကြော်ကြားမှုကိုလိုလားခြင်းတော့မဟုတ်ဘူးလား မဟုတ်ပါဘူးဗျာ မဟုတ်ဘူး တင်ပါဗျာ သိကြတယ်နော် တင်ပါဗျာ ပြီးတော့တလင်း ဒီမှာဗျာ ဝိဝါဒကွဲတယ်လို့ရှိတယ်အဖြစ်မှန်စစ်ပေးပါ ငွေချက်2သိန်းနဲ့မိကွန်းရည်ရွယ်ချက်အမျိုးမျိုးတို့ဖြင့်ဒုတင်အကျင့်ကျင့်ဆောင်ကြတဲ့နေရာမှာမြတ်စွာဘုရားလိုလားနှစ်သက်စစ်မှန်သောရည်ရွယ်ချက်ကိုသမီးငယ်လေးကဒီတဏှာခေါင်းပါစီလိုခြင်းလို့ဖြေဆိုထားပါတယ်မိကွန်းနံပါတ်4ဆင့်ထိရောက်လာပါပြီငွေချက်2သိန်းနဲ့မိကွန်းအဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာဘေကုံအဆင့်ဘယ်နှဆင့်ပြီးသွားပြီလဲ လေးစင်ပါဗျာ တကမလေးကန်တော့ရင်လူစားလဲပြင်မလား
တို့ခန္ဓာမှုရောဖြေကြအောင်လားမိကုံစိတ်တက်လာပြီ SMS တစ်ခုဝင်လာတယ်စုငွေမိကုံမေးပြီးမှဘုံဘုံပြောမယ်ဟုတ်ပြီနော် ပါဗျာ နံပါတ်5မေးခွန်းခေါ်တော်မြတ်စွာဘုရားရှင်ဗျာဒိတ်တော်ရရှိခဲ့သည့်နှစ်ကျိတ်လေးစုသောဘုရားရှင်တို့ကိုအစဉ်ထား၍ကတ္တပဘုရားရှင်မှစပြီးတော့ပတိလောမနောက်ပြန်ရည်တွက်လျင်တောပိတမြတ်စွာဘုရားအထိဘယ်နှဆူရှိပါမည်နည်းမေးခွန်းတစ်ခေါက်ပြန်ဖတ်ပြမယ်အရေးကြီးပြီခေါ်တော်မြတ်စွာဘုရားရှင်ဗျာဒိတ်တော်ရရှိခဲ့သည့်နှစ်ကျိတ်လေးစုသောဘုရားရှင်တို့ကိုအစဉ်ထား၍ကတ္တပဘုရားရှင်မှစ၍ပတိလောမအနောက်ကိုပြန်ပြီးတော့ရွေးတက်မယ်ဆိုလို့ရှိရင်တောပိတမြတ်စွာဘုရားအထိဘယ်နှဆူရှိပါမည်နည်း A 19ဆူ B 18ဆူ C 19ဆူနဲ့ D 20ဆူတမီးမဖြေခင်ဘုံဘုံကတခါတည်းဆူချလိုက်မယ်ဘုံဘုံရဲ့တကားတမီးတို့ရှမ်းပြည်ကကမ္ဘောဇဗန်နာယကကြီးဦးအောင်ကိုဝင်းနဲ့ဇနီးဒေါ်နတန်ထွေးအဲ့ဒီမိကုံတမီးဖြေနိုင်သိန်း100ထပ်တူဆူချမှာပြန်ဖတ်မယ်မိကုံခေါ်တော်မြတ်စွာဘုရားရှင်ဗျာဒိတ်တော်ရရှိခဲ့သည့်နှစ်ကျိတ်လေးစုသောဘုရားရှင်တို့ကိုအစဉ်ထားပြီးတော့ကတ္တဗဘုရားရှင်မှစ၍ပတိလောမနောက်ပြန်ရင်တွက်လို့ရှိရင်တောပိတမြတ်စွာဘုရားအထိဘယ်နှဆူရှိပါမည်နည်းတမီးစဉ်းစားဖြေကြည့်စက္ကန့်30စပေးပါ19ဆူပါဗျာ ပရိသတ်ထဲမှာဒလန်နေရှိတယ်စီမင်းထတ်တိုးမယ်တကုံးဖြစ်ပြီးရင်ပြန်ပြောင်းလို့မရဘူး တင်ပါဗျာ သမီးဒီမေကုန်းရဖို့အတွက်သမီးဖះဘယ်နှဆူရရမလဲ 24ဆူပါဗျာ ဟုတ်လားအပြေမှန်တော့မသိသေးဘူးသမီးအဲ့24ဆူလွတ်ရသေးလား ရပါတယ်ဗျာ အပြေမှန်တာခဏတာအဲ့ဒီ24ဆူပြည့်လို့ရှိရင်ဘုံဘုံအဲ့ကုန်းကသိန်း100ဆူချမှာ တင်ပါဗျာ ရွတ်ပြီးတော့ပူဇော်ပြန်တဲ့သမီး ဒီပင်ကရာမြတ်စွာဘုရားကွန်တင်ညာမြတ်စွာဘုရားမင်္ဂလာမြတ်စွာဘုရားတုမနာမြတ်စွာဘုရားယေဝတမြတ်စွာဘုရားတောပိတမြတ်စွာဘုရားအနောမတတိမြတ်စွာဘုရားဗတုမမြတ်စွာဘုရားနာရတမြတ်စွာဘုရားဗတုမုဒ္ဒရာမြတ်စွာဘုရားတုမေတာမြတ်စွာဘုရားတုစာတာမြတ်စွာဘုရားပိယတတိမြတ်စွာဘုရားအထာတတိမြတ်စွာဘုရားဓမ္မတတိမြတ်စွာဘုရားအာတန်တိတ်တမြတ်မြတ်စွာဘုရားတိတ်တမြတ်စွာဘုရားဖုဒ္ဓမြတ်စွာဘုရားဝိပတ္တိမြတ်စွာဘုရားတိခိမြတ်စွာဝိတ္တပုမြတ်စွာဘုရားကာကုတန္တမြတ်စွာဘုရားကောဏဂမနာမြတ်စွာဘုရားကတ္တပမြတ်စွာဘုရားခောရမမြတ်စွာဘုရား ကျော်တလင်း ဖះ ဖြေမှစစ်ပေးလိုက်ပါ သမီးရွတ်သွားတဲ့အထက်ကတပည့်တော်တိတာ9စုပဲတိပါတယ်ဝိကျက်4သိန်းတန်မိကုန်းနံပါတ်5ဒီမိကုန်းမှန်သွားတာနဲ့တပြိုင်နက်တည်းမူလစုချင်းငွေ plus ကမ္ဘောဇဘန်နာယကကြီးဇနီးမောင်နှံချီးမြှင့်မဲ့အပူစုကြီးသိန်း100ထပ်ပြီးတော့ရမှာပါဂေါရမမြတ်စွာဘုရားရှင်ဗျာဒိတ်တော်ရရှိခဲ့တဲ့24စုသောဘုရားရှင်တို့ကိုအစဉ်ထား၍ကတ္တပဘုရားရှင်မှစ၍ပတိလောမနောက်ပြန်ရေတွက်ရင်တောပိတမြတ်စွာဘုရားအထိဘယ်နှစုရှိပါသနည်းဆိုတဲ့မေးခွန်းကိုသမီးငယ်လေးကစီ19စုလို့
ဖြည့်ဆို့ထားပါတယ်အပိုစုချင်းငွေ300နဲ့အတူငွေချက်4သိန်းနဲ့မေကွန်အဖြစ်မှန်မှန်ပါတယ်ခင်ဗျာဂုဏ်ယူပါတယ် တင်ပါဖုန်ဖုန်ဖေ ဝမ်းမြောက်ပါတယ်ကြည်လဲကြည်နေပါတယ်ဘုံရှမ်းပြည်လာလို့ရှိရင်ဆုံးလေးတော့ကတ်ပေါ်သမီးရနော် တင်ပါဖေ ဒီမေကုန်းဖြစ်နေမှုဆိုတာကခေါင်းထဲမှာမြတ်စွာဘုရားရှင်နှစ်ကျိတ်လေးစုကိုအနုလောမပတိလောမအနုလောမပြန်ပြီးတော့ရနိုင်မှာနော်ဖြစ်နိုင်မယ့်မေကုန်းကိုကျော်သူလင်း တင်ပါဗျာ အိမ်ပြန်ရောက်ရင်ဖះပူဇော်ဖို့လွတ်ချက်ပြီးတော့နော် တင်ပါဗျာကျူးစားပါမယ်ဗျာ အစီအစဉ်တွေအားလုံးမှာဒီအစီအစဉ်ဒီအကောင်းဆုံးအစီအစဉ်အကောင်းဆုံးသောအရာတွေဒီဘယ်တော့ခါမှအဦးဆုံးမလာတတ်ဘူးနော်အဲဒါတော့ဖိဆုံးတိပြီးအောင်ကြည်ပြီးတဲ့ပြည်သက်တွေကိုပြီးရင်ဆုချနံပါတ်6မေကွန်းသမီးမေကွန်းဒီနည်းနည်းလေးမြင်လာတာနဲ့မေကွန်းဒီစဉ်းစားခက်လာလိမ့်မယ်တွေ့ဝေစရာလေးတွေဖြစ်လာတတ်တယ်သမီးတမာရီအားဘယ်လောက်ကောင်းမလဲဆိုတာလေးကိုဘုံဘုံတို့စောင့်ကြည့်မယ် တင်ပါဖုန်ဖုန်ဖေ မနစ်ကဆွရသွားတာဘာတူလဲ မအီကြပြပါဖေ သမီးကြည့်လိုက်ရသေးလား ကြည့်ပါရဲ့ဖေ သမီးအကြပြူထက်တာအောင်တမာရီအားကောင်းမှဒီနေ့ချက်ပေါ့မေကွန်းပေါက် တင်ပါဖေ ဘုံဘုံလင်းပြောရင်ဘုံဘုံတို့စုငွေတွေပေးလာ3နှစ်သက်တိုက်ရှိပြီအဖွဲပန်းနာငွေလေးလောက်ဖြစ်နေပြီဒါတော့မှအလူရှင်တွေက12သိန်း12သိန်း12သိန်းတွေပံ့ပိုးပေးလို့နော်သမီးကိုစုအများကြီးချနိုင်တာနော် တင်ပါဖုန်ဖေ နိုင်မြဖြိုးသိန်းတို့လွန်ခဲ့တဲ့2012ကဆောင်ရွက်ခဲ့တဲ့သုဒ္ဓဆုံလင်နဲ့အခုသုဒ္ဓဆုံလင်ဘာကွာသွားလဲသူတော့ကွာသွားပြီနော်ဒီစုကိုချင်းမြင့်ပေးတဲ့ဒီစုကိုချင်းမြင့်ဖို့ဘုန်းကြီးကိုကြိုတင်ပြီးတော့ငွေလူထားပေးတဲ့ကမ္ဘာ့ဇမန်အုပ်စုတည်ထောင်သူနိုင်ကကြီးနိုင်ငံတော်သမ္မတကြီးဆွမ်းဆောင်ရေး၄တက်ကွမ်းဆုရှင်ဝနကျော်တင်စီတူပင်လုံကုံကြီးတရီစီတူဥအောင်ကုံဝင်းနော်ရှမ်းပြည်နယ်အတွက်အများကြီးဆောင်ရွက်ပေးနေတယ်ဇနီးတရားတော်မှာတင်ကြီးတိတိတော်မှာတင်ကြီးအကမှာတိတိတော်မှာတင်ကြီးဒေါနတန်ထွေးနော်မိသားစုတွေအလုံးအသက်ရှိသေးကြောင်းကျမ်းမာစေကြောင်းသမီးမေတ္တာပို့ပေးပေါ့နော် တင်ပါဖုန်ဖုန် နောက်ထပ် message တစ်ခုဝင်လာအောင်လဲသမီးဆုတောင်းပေးပေါ့ဟုတ်ပြီနော်သမီးနိုင်ငံကျော်မေတ္တာဆွေတိလား တိပါရဲ့ဖုန်ဖုန်ဖေ ချောလား ချောပါ အတန်ကောင်းလား ကောင်းပါ သမီးတို့စုငွေ9သိန်းလှမ်းပြီးတော့ချင်းမြင်ပေးပါတယ်နော်လက်ခုလေးအပေးလို့နောက်ကအရှင်ဝါတိထဇေယရွှေမြင့်ဆရာတော်မနစ်ကလည်းဆုချတယ်နော်ဇေယရွှေမြင့်မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ88ရက်ကွဒဂုံစိန်ကမ်းမြို့နယ်က3သိန်းဆုချပါတယ် တင်ပါဖုန်ဖုန် မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နဲ့နေဆက်တောင်တန်းဒေသသာသနာ့နှုတ်ခအသင်းဘဟုကနေပြီးတော့လဲပထမဆုရှင်သူကစုငွေ9သိန်းဦးတက်ထူခေါ်ကိုလက်ဒေါ်လင်းထွန်မိသားစုတစ္ဆာဟိန်တိုင်ကျိုဆောင်ကန်းကလည်းပဲသမီးတို့စုငွေ3သိန်းရန်ကုန်တိုင်းအစိုးရအဖွဲ့ပြန်ကြားရေးနဲ့ကယ်ဆယ်ရေးသာသနာရေးဝန်ကြီးဦးနေလင်းထွန်းနဲ့ဇနီးဒေါ်သဲနုမောင်မိသားစုကတော့စုငွေ10သိန်းဦးအောင်စိုးထွန်းဒေါ်မြနန်းရွှေကြီးတထုတူဖော်ရေးမိသားစုကလည်းပဲကြာပေါ်ဝါ9သိန်းနဲ့စုငွေ9သိန်းကံကောတထောင်ဆရာတော်ဦးတိတ်တကနေစုငွေ3သိန်းချီးမြှင့်ပါတယ်ဇွဲထက်မိသားစုကလည်းသမီးအတွက်စုငွေ10သိန်းချီးမြှင့်ပေးပါတယ်ရပြီမေကွန်း9ဆင့်ဖြစ်ပြီးဘုံဘုံတို့နားကြစို့ဒီလောက်နဲ့ကြိုက်ပြီလေနော်အခုနံပါတ်5အထိဖြ
ဖြည့်ပြီးတဲ့ချိန်မှာ143သိန်းရသွားပြီနော်ခုနကမ္ဘာသမနာယကကြီးကစုချင်းမြင့်တဲ့သိန်းတရာအပါဝင်ပေါ့နော် တင်ပါဖဖဖျား မြကြီးနားမြို့အောင်စေရန်အောင်တက်ဦးကျောင်းတိုက်ဆရာတော်ဘုန်းကြီးတို့တုဒ္ဒအစုံလင်ဘိုးတော်အဖွဲ့ဘိုးရဲ့အထူးအားထားရတဲ့နာယကဆရာတော်ကလည်းပဲတမီးကိုစုငွေ10သိန်းချင်းမြင့်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ချင်းမြတ်မှုအတွက်သို့တော်လည်းပဲဘုန်းကြီးရဲ့တာဝန်သည်မိကုန်းနေမေးရတယ်မိကုန်း10စင်လုံးပြည့်အောင်မေးရတယ်ကိုကျော်သွင်းကလည်းပဲဆုံးဖြတ်ပေးရတယ်အခမ်းအနားမှုတွေကလည်းပဲဝန်ရံပေးရတယ်တမီးဘက်မှာပါတာ2ယောက်ပဲရှိတယ်နိုင်မြဖြိုးတဲ့နဲ့မကန်တော်ဝင်နော်တမီးအဖြစ်မသိရင်တမီးသူတို့ကိုမေးချင်းမေးလို့ရတယ်ယုံချင်းလဲယုံလို့ရတယ်မပူနဲ့တဆေးမမတွေနော်တမီးစုမရလဲသူတို့လိုက်တောင်းနောက်ထပ်မိကုန်းနံပါတ်6မိကုန်းစတင်ခြင်းပါတယ်ကိုကျော်သွင်း တင်ပါဗျာ ဆက်ဖွဲ့တွေစဉ်းစားဖြစ်လို့ရှိရင်နံပါတ်6မိကုန်းစပါမယ်ဓမ္မသဘင်အခမ်းအနားကြီးပြီး၍ဖြစ်စေကုသိုလ်ဒါနပြုပြီးချိန်ကဖြစ်စေအဆိုပါပြုသမျှကုသလအဖို့ပါကတော့ကိုနတ်ဒေဝတာမအစခတ်သိမ်းသောတတ္တဝါတို့အားအမြလို့ပေးဝေကြဖို့ယဟန်တော်တို့အားမြတ်စွာဘုရားရှင်မိန့်မာချက်သည်မိသူဤတောင်းဆိုချက်ကြောင့်ဖြစ်ပါသနည်းတမိအဖြေလေးမျိုးပြပါမယ်ပြပြလို့ရှိရင်တမီးအဲ့ဖြေလေးမျိုးကိုကြည့်ပြီးတော့စဉ်းစားခြင်းစက္ကန့်30စတင်ပြီးစီလိုပါတယ်နတ်တို့တနင်းတကြားမင်းပါဖျား ဘီပါရတမီ နတ်တို့တနင်းတကြားမင်းပါဖျား နတ်တို့တနင်းတရားမင်း တင်ပါဖျား တမီးကဟိုလေတိုင်းသူလားဗမာလား ဖမပါဖျား ဗမာရှမ်းပြည်မှာနေတော့ရှမ်းတန်ပေါက်သွားတာရှမ်းစကားပြောတတ်လား ပြောတတ်ပါ မပြောတတ်ဘူးနော်ရှမ်းကတင်ထားအောင်နော် တင်ပါဖဖဖျား ဘီနတ်တို့တနင်တရားမင်းအမြဝေဖို့အတွက်မြတ်စွာဘုရားရှင်ကိုတောင်းဆိုတာဘယ်သူလဲ နတ်တို့တနင်းတကြားမင်းပါဖျား ကိုကျော်တလင်း တင်ပါဗျာ ဒီဖြေလေးကိုလည်းမြန်စပီလိုက်ပါ တင်ပါဗျာစုချင်းငွေကျပ်8သိန်းတန်မေကွန်ဖြစ်ပါတယ်ဓမ္မသဘင်အခမ်းအနားကြီးပြီး၍ဖြစ်စေကုသိုလ်ဒါနပြုပြီးချိန်ကဖြစ်စေအဆိုပါပြုသမျှကုသလအဖို့ဘာကတို့ကိုနတ်ဒေဝတာမစခတ်သိမ်းသောတတ္တဝါတို့အားအမြပေးဝေကြဖို့ရန်ယဟန်တော်တို့အားမြတ်စွာဘုရားရှင်မိန့်မာချက်သည်မိသူဤတောင်းဆိုလျှောက်ထားချက်ကြောင့်ဖြစ်ပါသည်ဆိုတဲ့မိကွန်းကိုသမီးလေးကဘီနတ်တို့တနင်တရားမင်းလို့ဖြေဆိုထားပါတယ်စုချင်းငွေ8သိန်းနဲ့မိကွန်းရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာမိကုန်းလည်းပဲတော်တက်လာပြီဘုံကအဖြေမှန်ကိုမကြည့်ရဲဘူးနော်မကြည့်ရဲဘူးဆိုတာနှလုံးရောဂါရှိလို့မကြည့်တာနော်တမီးအတွက်ပြိတ္တထဲမှာအားပေးနေတဲ့ပြိတ္တတွေထဲမှာဘုံတို့ရဲ့နောင်တော်ကြီးများအများကြီးပါပါတယ်ရှမ်းပြည်ကနေပြီးတော့လာပြီးတော့အားပေးတဲ့ဘကအကြောင်းဥက္ကဋ္ဌတွေလည်းပါပါတယ် တင်ပါဖဖဖျား ဒါဘုန်းကြီးမေတော်ပါဘုန်းကြီးရဲ့အမေအသက်82နှစ်ရှိပါပြီတန်မာတော့ပဲအမေဆုချဖို့လားဘုန်းကြီးဆုချရလားခလေးဆုချရလားခလေးဆုချတာရှင်းအောင်ပြောပါမေတော်ကြီးနော်ရှင်းအောင်ပြောဘဟုဥက္ကဋ္ဌဆရာတော်ကြီးရဲ့မေတော်ကြီးဖြစ်ပါတယ်တော်တွေးလိုက်တော့နောက်လိုက်တော့လက်ငင်းဆုချတာအမေတယောက်ပဲရှိတယ်ဗန္ဒာယီမွေးမြပတ်စံများစင်းမှတ်ထားစီလိုပါတယ်နော်ဘုန်းကြီးပြောတဲ့စင်းကိုအခြားစာနဲ့လာတဲ့စင်းတွေကိုဒီနှစ်တော့ဘုန်းကြီးကအာမမခံပါဘူးနော်သမီးအာမမခံဘုန်းပြီးခဲ့တဲ့နှစ်ကအာမခံတာနှလုံးရောဂါရတယ်နော်ဗန္ဒာယီမွေးမြစင်းမှတ်ပါရုံးကလည်းကုမှတ်ပေးပါ
ဖတ်တဲ့စင်းတွေအားလုံးကိုအကျွေးကြောင်းပေးပါလက်ဗရန်မြို့မဟာမောဒီဝန်ကျောင်းဆရာတော်ကဥမဟိန္ဒဇောတိကလည်းပဲစုငွေ2 သိန်းချီးမိပါတယ်ဘုန်းကြီးရဲ့မေတော်ကြီးတတ်တော်ရှိနော်ဘုန်းကြီးသက်9နှစ်သားကလေးဝတ်တဲ့တိလချင်းကြီးနော်အခု80နှစ်ရှိပြီတမိတွေ့စုငွေ1 သိန်းချီးမိပါတယ်နမခုံမေကွန်းစပါမယ်နော်အားလုံးစောင့်နေတဲ့ပရိသတ်တွေလည်းအားနာဖို့ကောင်းပါတယ်အားပေးလို့ကျေးဇူးနဲ့တင်ပါတယ် live မှာကြည့်ပြီးတော့အားပေးနေတဲ့ပရိသတ်များကလည်းပဲ KP နံပါတ်3950 3998ဘုန်းကြီးတို့ screen မှာတင်ထားပေးပါတယ်စုချကြည့်ရင်အချိန်မီစုချပါဒီလိုပထမစုရှင်မျိုးနောင်ဘယ်တော့မှမြင်ဖို့မလွယ်ပါဘူးနော်ရှမ်းပြည်နယ်ကိုစားပြုနံပါတ်9မေကွန်းဒီမေကွန်းတွေကိုဘုန်းကြီးတို့မေးကြဖြေကြတဲ့အခါမှာရန်ကုန်တစ်မြို့လုံးသုတ္တဆောင်လင်ဘိုးတွေကိုမသိတဲ့ပုဂ္ဂိုလ်လည်းမရှိဘူးတနိုင်ငံလုံးလည်းအားလုံးသိတယ်ရန်ကုန်မှာဆိုလို့ရှိရင်အထူးအားဖြင့်သိတာဒီ YBST ပေါ်မှာကြည်ဘူးတဲ့ပုဂ္ဂိုလ်တွေပါလားမသိဘူးပိုင်ရညို့ထောင် YBST တဲ့ပုဂ္ဂိုလ်တွေနော်ရန်ကုန် Bus Public Company Limited မတော်ရင်များပေါ်မှာလာစဉ်သုတ္တဆောင်လင်ဘိုးတွေအမေပြေကဏ္ဍတွေကိုခီးသွားပြည်သူတွေဘိုးသုတရရှိစေဖို့အတွက်အကျိုးများစေရန်ရည်ရွယ်ပြီးတော့ Asia Starmer Transport Intelligent Company Limited ကပူးပေါင်းပြီးတော့ရေများပေါ်မှာကြော်ညာပေးပါတယ်အဲ့ဒါလို့ထူထမ်းပေးပါတယ်ရန်ကုန် Bus Public Company Limited ဘုန်းကြီးတို့ကထပ်ပြီးတော့ကျေးဇူးတင်ပါတယ်နောက်တစ်ခါရန်ကုန် Bus Public Company Limited ပိုင်မော်တော်ယာဉ်များပေါ်မှာလာစဉ်သုတ္တဆောင်လင်ဘိုးတွေကဏ္ဍတွေကိုခီးသွားပြည်သူတွေသိရှိစေဖို့အတွက် Asia Starmer Transport Intelligent Company Limited တို့ပူးပေါင်းပြီးတော့Asia Starmer Transport Intelligent Company Limited ကိုလည်းပဲဘုန်းကြီးတို့ထပ်ပြီးတော့ဖတ်ကြားပြီးတော့ကျေးဇူးတင်ပါတယ်သမီးကိုစားနော်ဒီမှာဖဖဖေးနံပါတ်9မေကွန်ကွန်ပျူတာအစင်းသဖြင့်စတင်ကြပါတယ်ဒီမေကွန်ကစပြီးတော့ဘုန်းကြီးတို့တေချာသတိထားပြီးတော့ကျွန်တော်တို့မေးရပါမယ်တင်ပါဗျာဘုန်းကြီးတို့စကားအပေါ်တန်ပြောလို့မရတော့ပါဘူးအန်ဒီရရှိပါတယ်မှားလို့ရှိရင်နော်တင်ပါဗျာစပါမယ်ဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားတနည်းအားဖြင့်ဆရာတကားဆရာပေါ့ဗျာနှစ်ဦးသားပူးပေါင်းစီစဉ်ပြီးတော့ရှင်လူအများဓမ္မတန်ဝကရရှိစေနိုင်ရန်စီမံဆောင်ရွက်သည့်အတုပရှုအခမ်းအနားကြီးသည်မိသူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါသနည်းတမိရှိစကရမအဖြစ်ပေါ်ပြီလားပေါ်ပါပြီဗျာအဖြစ်လေးမျိုးကိုကြည့်ပါကြည့်ပြီနော်တင်ပါဗျာမေးပါမယ်တမိ play or stay play ပါဗျာဆက်ဖြေမလားရက်နေမလားဆက်ဖြေပါမယ်ဗျာတမိဆက်ဖြေလို့မှားရင်ငွေတပြားမှမရတော့ဘူးရက်နေမယ်ဆိုလို့ရှိရင်စုငွေသိန်း600နဲ့ဘယ်လောက်လဲသိန်း600ကျော်ရအောင်653သိန်းရတမိစဉ်းစားသိချာအချိန်စက္ကန့်မမှတ်သေးဘူးဘုရားရှင်နဲ့ပြည့်ရှင်မင်းတရားနှစ်ဦးသားပူးပေါင်းစီစဉ်၍ရှင်တို့အများဓမ္မတန်ခါရရှိစေနိုင်ဖို့အတွက်စီမံဆောင်ရွက်သည့်အတုပရှုအခမ်းအနားကြီးဟာဘုရားလက်ထက်မှာဖြစ်ခဲ့ပါတယ်မိသူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါတဲ့တမိအဖြေလေးမျိုးတွေ့တယ်နော်တွေ့ပါတယ်ဗျာအကယ်၍ဘုံတမိက play ဆိုလို့ဆက် play လိုက်ပြီဆိုလို့ရှိရင်စက္ကန့်30ပဲအချိန်ရမယ်ဟုတ်ဗျာ play or stay ဆက်ဖြေပါမယ်ဗျာစက္ကန့်30စတင်ပါပြီပြည့်တန်စာပါဗျာသမီးမဖြေခင်စဉ်းစားနော်တင်ပါဖုံဖုံဗျာသမီးလွတ်သွားတဲ့အဖြေကဘုံပြောင်းလို့မရဘူးနော်တင်ပါဖုံဖုံဗျာဘုံကအဖြေမှန်ဖြေပါဆိုတော့မှဖြေရမယ်နော်
တင်ပါဖုံဖုံ အခု ဖ သမီး ျား ပြောသွားတဲ့အဖြေမှန်တော့ပြဘုံဘုံတို့အတီးရမလားခွင့်လုပ်ပေးရမလား အတီးယူပေးပါဖျား စီ တိရိမှာပြည့်တန်စာပါဖျား တတိမပြစားကိုရင်ဘာကိစ္စလဲ ရှူချတာပါဗျာ တာဒုအေးရှမ်းမပါတဲ့ချမ်းသာပါစေငါ့ကိုစူချတာနော်ဟုတ်တယ်နော်ငါ့ကိုစူချတာ တင်ပါဗျာ သိကြလားဘယ်ဘက်လက်ပြသိကြလား သိကြပါတယ်ဗျာ တပည့်တော်စူချတာလားစူရှင်ကိုစူချတာလားပြပြသားပြောအာမနာနဲ့ဘုံဘုံစူချတာလားဟိုပထမစူချတာလား ပထမရှူရှင်ပါဗျာ မချစ်တော့လေယောဒီဘောင်ဘယ်လိုအဖြေမှန်မှန်စစ်ပေးရအောင်မယ်အဖြေမှန်မှန်စူချမယ်မိုင်းရစမချအောင်ဒါဘယ်လောက်လဲ6သိန်း10သိန်းမပြည့်ဘူးကိုရင်လေးအသက်ရှိပါသေးကျန်းမာပါသေးဘုံကြည့်ပါသေးတိုးတက်ပါစေနောက်သမီးနော်ဆူတောင်းပေးလေနော် တင်ပါဖုံဖုံဖျား ရပြီကျေးဇူးပါနော်မှန်ပါပြီမမှန်ပေးဘူးနော်ခဏနေမသွားနဲ့မင်းဖြည့်ကြည့်စမ်းကွာကာကြီး A B C D A အမ်ဘာပါဠိပြည့်စာ B တာမာဝရီပြည့်စာ C တိတိမပြည့်စာနဲ့ကာကြီးD တာလာဝရီပြည့်စာအဖြေပါဖြစ်မလားသူကဖြေရတာ C တဲ့တိတိမပြည့်စာဘယ်ပြည့်ဖြေမှန်လား မှန်ပါတယ်ဗျာ ကိုကျော်တော်လင်း တင်ပါဗျာ ကိုရင်လေးနဲ့ရှင်ပြီးအဖြစ်စစ်ပြလိုက်မှန်မှန်ကြည့်အောင်နော် တင်ပါဗျာပါရမီရှင်ကိုရင်လေးတော့မရှင်ဝတ်ပါဘူးဗျာဒီနေ့ပြိုင်ပွဲရတကယ်ထူးခြားပါတယ်အဲ့တော့ထူးခြားသောပုဂ္ဂိုလ်များနဲ့တွေ့ဆုံဖူးမြော်ခွင့်ရတဲ့တီရသမချင်းဖြစ်ပါတယ်ဝင်နာဆုရှင်သမီးငယ်လေးရဲ့15သိန်းနဲ့မေးခွန်းဖျားရှင်နဲ့ပြည့်ရှင်မင်းတရားနှစ်ဦးသားပူးပေါင်းစီစဉ်၍ရှင်လူအများဓမ္မတန်ဝေကရရှိစေနိုင်ရန်စီမံဆောင်ရွက်တဲ့အတုပါရှုအခမ်းအနားကြီးသည်မြည်သူကိုအကြောင်းပြု၍ဖြစ်ခဲ့ပါသည်။အဖြေကိုသမီးလေးကစီသီရိမာပြည့်တစားလို့ဖြေဆိုထားပါတယ်။ဝိနာဆုရှင်သမီးငယ်လေးရဲ့15သိန်းနဲ့မေးခွန်းရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ6သိန်းကိုပေါ့ဝင်ကြွပြီးစုချလိုက် သမီးလေးလက်ခံပေးပါရှေးလေးကိုကြွပြီးတော့လက်ခုပ်အော်ပါသများနဲ့ဂုဏ်ပြုပေးပါအောင်ခင်ဗျာသူတို့ချစ်စရာမင်းကမချစ်ဘူးငါမှစုမချတာစောစောတော့ဘုန်းကြီးတို့မေကမမေခင်တေတကားဆရာတော်ကြီးကြွလာတယ်ဘုံမဥပ္ပန်အတွက်9သိန်းစွန့်သွားတယ်ဆရာတော်လည်းအသက်ရှင်သေးကြောင်းကျမ်းမာသေးကြောင်းမေတ္တာပို့ပေးပါတယ်ဗျာကျေးဇူးလက်တင်ပါတယ်ဗျာဆုချလို့မင်းကကျေးဇူးတင်ဖို့မကောင်းချစ်ဖို့ကောင်းနော်ကြွမပြန်နိုင်ဘူးနော်ဒေါက်တာအေးအေးသွဲပါမောက္ခအဘိဓမ္မာတက္ကသိုလ်ဒုတိယအထွေထွေမန်နေဂျာစီမံရန်ကုန် Bus Public Company Limited ကနေပြီးတော့စုငွေ2သိန်းချီးမြှင့်ပါတယ်သမီး ELEPHANT ကိုလည်းမဖတ်တော့ elephant ဟုတ်ပြီ elephant ရေခဲမို့လုပ်ငန်းကလည်းပဲစုငွေ3သိန်းချီးမြှင့်ပါတယ်စုရမှတ်ထားနော်စုရမှတ်ထားနော်ပြစာရွက်တွေဘုံမောစာရွက်တွေပြထားပြီအဲ့ဒါကိုကူညီပြီးအခမ်းအနားမှုတွေနော်ဝိုင်းမှတ်ပေးဘူးနော်ဦးစေရတော်မိုးတန်တာအမတ်တရလေးမှာဒုက္ခိတာလေးလံမြောက်ဖက်ရှေ့ကြိုကုံအင်းစိန်စုငွေ3သိန်းချီးမြှင့်ပါတယ်
ကမ္ဘောဇပန်အုပ်စုတီထောင်သူနိုင်ကာကြီးဦးအောင်ကိုဝင်းနဲ့ဇနီးကလည်းပဲဆော့ဆော့ကမိကုံးမှန်တော့သိန်း100ချီးမြှင့်ထားပါတယ်နော်နံပါတ်9မိကုံးပြီးသွားပြီလားကိုကျော်သွင်းလင်းပြီးသွားပြီနော်နံပါတ်9စုငွေဘယ်လောက်လဲမသိဘူးရောက်သွားပြီလားအဲ့ဒီစုငွေ15သိန်းရသွားပြီနော်သမီးတို့ဟောလဲအမတွေကပတ်ပေးတာစုငွေနော်မှားသွားရင်ဘုံဘုံကအကုန်သိမ်းသွားမှာနော်သမီးတို့ကမမတွေကိုမှတ်တာနော်ဟုတ်ပြီနော်စင်းမှတ်ပေးပါစုငွေနော်ဒီဘက်ကစင်းနဲ့ပြန်တိုက်ပြီးတော့အာမခံပေးရမှာနံပါတ်10မေကွန်အထူးသတိထားပြီးတော့ဖြေပါလို့ကျွတ်တင်ပြီးတော့မေတ္တာခံပါတယ်အထူးသတိထားပြီးဖြေပါသမီးတို့စုငွေရှာပေးတာတက္ကနာပဲဘုံဘုံတို့အလုပ်ကအလုပ်ပဲဟုတ်ပြီနော်တင်ပါဖုံဖုံဖေမေကွန်စပြီးတော့မေးပါမယ်ယာဟုလာမင်းသားရှင်ပြုချိန်တွင်ပရိသတ်များဒီတစ်ခါကလေးအဖြေပြီးလို့ရှိရင်တိတ်ပြီးတော့မနှောက်ယှက်ပေးပါနဲ့အန်တရကြီးလို့မှားတာပါကလေးစကားအဖြေထွက်သွားပြီဆိုလို့ရှိရင်ဘုံဘုံတို့အဖြေမှတ်လိုက်ပါပြီမှားရင်အေးအေးယူပါတယ်တပြားမှမရပါဘူးမှန်လို့ရှိရင်လည်းအတည်ပြုပေးပါတယ်ယာဟုလာမင်းသားရှင်ပြုချိန်တွင်အရှင်ဒေဝရတ်သည်အသက်တော်ဒီမို့တတ်တော်မြည်မြရှိပါသနည်းအဖြေ4မျိုးပြပေးပါသမီး play or stay ဆက်ဖြေပါမယ်ဖေယာဟုလာမင်းသားရှင်ပြုချိန်တွင်အရှင်ဒေဝရတ်သည်အသက်တော်ဒီမို့တတ်တော်မြည်မြရှိပါသနည်းဆိုတဲ့မိဂုံကိုသမီးကဆက်ဖြေမယ်ဆက်ဖြေလို့မှန်ရင်330တင်ပါဖေဆက်ဖြေလို့မှားရင်သမီးကခုနတီးခြားစုချတဲ့ငွေကလွဲလို့တပြားမှမရဘူးတင်ပါဖုံဖုံဖေအဖြေကိုကြည့်ပြီးတော့စဉ်းစားချိန်စက္ကန့်30စဉ်းစားချိန်နော်တင်ပါဖေဖြေဖို့ပြောတာမဟုတ်နော်စက္ကန့်30စပေးပါ36ပါဖေရှာဟုလာမင်းသားရှင်ပြုချိန်မှာအရှင်ဒေဝရတ်သည်အသက်သုံးဖို့တတ်တော်မြည်မြရှိပါသနည်းဆိုတဲ့မိဂုံကိုတမီးကအဖြေ36ပါဖေ36တင်ပါဖေအဖြေမှတ်ထားပေးပါအဖြေမှန်ရင်စုငွေ330ရမယ်အဖြေမှားရင်ထုံးစံတိုင်းပဲတပြားမှမရဘူးအချိန်နဲ့သိပ်ပြီးတော့မဆိုင်ရင်တော့ဘူးတခုမေးချင်တာကယာဟုလာမင်းသားရှင်ပြုချိန်ဆိုတော့သမီးဘယ်လိုတွက်လဲရှင်းပြပေးသမှာရှင်ပြုတော့အသက်ဘယ်လောက်ရှိပြီလဲ36ပါဖေယာဟုလာမင်းသားရှင်ပြုတော့အသက်ဘယ်လောက်ရှိပြီလဲယာဟုလာမင်းသားရှင်ပြုတော့အသက်ဘယ်လောက်ရှိပြီလဲအသက်ရွယ်ဘယ်လောက်မှ9နှစ်ပါဖေ9နှစ်ပါဖေ9နှစ်တင်ပါဖေရှင်ဒီဝရနဲ့မြတ်စွာဘုရားနဲ့ကအသက်တူလားမတူလားတင်ပါဗျာတူတယ်တူလားတူတော့မြတ်စွာဘုရားတိုးထွက်တော့အသက်တော်ဘယ်လောက်လဲ35ပါဗျာ3529မှာတော့ထွက်တာလေ29ပါဗျာ29ဘုရားဖြစ်တော့35ပါဗျာ35တင်ပါဗျာနည်းနည်းတော့ရှုပ်သွားပြီနော်မိကုံကယာဟုလာမင်းသားရှင်ပြုချိန်မှာအရှင်ဒီဝရရဲ့အသက်ကိုမေးတာတင်ပါဗျာသမီးအဖြေပြန်အောင်မလားကာကြီး36မပြင်းတော့ပါဘူးဗျာကျော်တော်လင်းတင်ပါဗျာအ
ဖြစ်စစ်ပေးပါ သမီးလေးစုချင်းဝင်အမြင့်ဆုံးထိရရှိဖို့ယခုမေကုံအပါဝင်၃ခုပဲကျန်ပါတော့တယ်ဝိကျက်သိန်း30တန်မေကုံရှာဟုလာမင်းသားရှင်ပြုချိန်မှာအရှင်ဒေဝရတ်သည်အသက်တက်တော်မြည်မြရှိမည်နီးဆိုတဲ့မေကုံကိုသမီးလေးက A36 လို့ဖြည့်ဆိုထားပါတယ်ဝိနာဆုရှင်သမီးငယ်လေးရဲ့ငွေကျပ်သိန်း30တန်မေကွန်ရဲ့အဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာ ဒီမိကုန်းကိုဖတ်ပြီးတော့ဘုစကဆရာတော်ဘုရားကြီးအရင်တော်ပါတယ်မိတဲ့ပုဂ္ဂိုလ်တော့ခေါင်းထဲမူးသွားတယ်ဘလို့တွက်လို့တွက်မှမသိဘူးအဓိကတော့မြတ်စွာဘုရားနဲ့ရှင်ဒေဝရတ်ကဖွားဘတ်တော် ဒီမှာဖုန်းဖုန်း ဟုတ်ပြီနော်ဖွားဘတ်တော်ဆိုတော့29ရဲ့ခုနှစ်ကပေါင်းလို့ရှိရင်ဘယ်လောက်လဲ 36ပါဗျာ 36နောက်တနည်းကဆိုလို့ရှိရင်မြတ်စွာဘုရားဒီကပိလုကိုကြွတော့အသက်ဘယ်လောက်ရှိပြီလဲ36ဟုတ်တယ်မအဲ့တော့အဲ့ဒါကိုမေးတာနော်ကျေးဇူးတင်ပါတယ်ဗျာပိုးစကကောင်းမှုသွားတာဒီခါတော့အမှန်ပါပဲဗျာဒီတော့လင်းစုငွေဘယ်လောက်ရသွားပြီလဲ နောက်မှတော့တွက်နေပါတယ်ခင်ဗျာ ဘယ်ဆင့်ထိရောက်သွားပြီလဲမေကွန်း သိန်း30တန်မေကွန်းတော့ပြီးသွားပါပြီခင်ဗျာ နောက်ထပ်မေကွန်းဘယ်လောက်ကျန်မလဲ နှစ်ခုပဲကျန်ပါတယ်ခင်ဗျာ အခုပဲကြံမယ်ဘုန်းကြီးတို့ဒီနေ့အခမ်းအနားမှာအခမ်းအနားအစီအစဉ်တွေကရှုပ်ဖြတ်လို့မရတဲ့အခမ်းအနားအစီအစဉ်တွေဖြစ်လို့အချိန်ကာလကြန့်ကြာပြီးတော့နော်အခုချိန်ထိမပြန်ရသေးဘဲနဲ့စောင့်ဆိုင်နေကြတဲ့ကုသိုလ်ရှင်များကိုလည်းပဲအထူးပဲမေတ္တာရက်ခံကျေးဇူးတင်ရပါတယ်နော်ဒီစီသိမ့်မကြတော့ပါဘူးပြီးတော့မှာပါခလေးစုရဖို့နံပါတ်1ဦးစားပေးပါတယ်ပြီနော် ဘုန်းကြီးတို့ဒီခလေးစုရဖို့နံပါတ်1ဦးစားပေးပါတယ်ချွတ်ချော်သွားလို့မှားတာတော့သမီးရဲ့ကံပေါ့ ဒီမှာဗျာ ဟုတ်ပြီနော်ဘေးကမမတွေလည်းပဲကဲနိုင်မှမထင်ဘူးသမီးတို့ကိုအဖြေမှန်နေပါတိုင်ပင်ဖို့အစီအစဉ်ရှိတာတိုင်ပင်မလားနောက်ထပ်မေးခွန်းနေမှာတိုင်ပင်ဖို့ဘုံဘခွင့်ပြုတယ်နောက်ထပ်မေးခွန်း20မှရှိတော့လေသမီးတကယ်လို့မေးခွန်း20စလုံးစတိုက်ဖြေနိုင်ပြီဆိုလို့ရှိရင်တို့ကပြောတော့3500ကျော်3600ရ ဒီမှာဖုန်းဖုန်းဗျာ သမီးမေကုန်းမှန်သည်ဖြစ်စေမှားသည်ဖြစ်စေကိုရွှေမန်းမန်နီလာဝင်းရွှေခေတ်အင်ရှင်မြေကုမ္ပဏီရွှေမန်းရေခဲမုံလုပ်ငန်းမိသားစုကနေပြီးတော့9သိန်းအကယ်၍နောက်ထပ်မေကုန်းနံပါတ်9ကိုဖြေနိုင်ရင်ပရိသတ်အနောက်ရှက်မပါပဲဖြစ်နိုင်ပြီဆိုလို့ရှိရင်ကြိုးပြထားမယ်နော်ပရိသတ်အနောက်ရှက်မပါပဲဖြေနိုင်ပြီဆိုလို့ရှိရင်ဘုံဘုံက350ချင်းမြင်မယ် ဒီမှာဗျာ 350နဲလို့လည်းလက်ကုပ်မတီးဘူးဆိုတော့တောင်ကြီးမြို့ဒေါ်အေးဆိုးမိသားစုက3သိန်းချင်းမြင်ပါတယ် ဒီမှာဖုန်းဖုန်းဗျာ live ကြည့်နေပါတယ်တောင်ကြီးကအားပေးနေတယ်နော်မိသားစုအများကြီးရှိတယ် fighting နံပါတ်9မေကွန်းဖြေနိုင်ပြီဆိုလို့ရှိရင်စုငွေ360အဲ့ဒီမေကွန်းကိုပရိသတ်အနောက်ရှက်လုံးဝမပါဘဲနဲ့ဖြေနိုင်ပြီဆိုလို့ရှိရင်ဘုံဘုံကဘယ်လောက်လဲ350ဘုံဘုံကချီးမြှင့်တာမဟုတ်ဘူးကမ္ဘောဇာမှာအော်စုတီတောင်သူနာယကကြီးဦးအောင်ကိုဝင်းကမိသားစုကချီးမြှင့်တာတမီးကိုအဓိကအားပေးနေတယ်နော်ဘုံဘုံလည်းအားတက်တယ်ဒါပေမဲ့မိကုန်းတွေကိုအချိန်ဆွဲပြီးတော့စုငွေတွေအများကြီးရအောင်ထားခြင်းတညာလည်းပဲပရိသတ်တွေတနေကုန်အားပေးနေရတာလည်းပဲအားနာဖို့ကောင်းတယ်ဟုတ်ပြီနော်ရှေ့ဆက်ပါမယ်ဦးကျော်သူလင်း ဒီမှာဗျာ ဒါက9သိန်းနဲ့3သိန်းလားနောက်3သိန်းဥစေရတော်မိုးတနာပင်လုံးဒီဇယ်ပန့်မိသားစုကလည်းပဲ3သိန်းထပ်ပြီးတော့ဆုချပါတယ်နော်ဒီတန့်ချင်းမြင့်ငွေကြီးပဲ240ကျော်ရှိတယ် ဖုန်းဖုန်းဗျာ
အဲ့ဒါဟာမေကွန်းမှန်သည်ဖြစ်စေမာသည်ဖြစ်စေမလို့အဖြေမှန်သည်ဖြစ်စေမာသည်ဖြစ်စေ တင်ပါဖုံဖုံဖေ သမီးတို့ပထမဆုရပြီးကြတဲ့ကောအခြေခံဆုငွေက10သိန်းဒေါ်နန္ဒာဝင်းဗုဒ္ဓဂယာဖျားဘူးခီးသွွားလုပ်ငန်းကသမီးဗုဒ္ဓဂယာကို15ရက်ခီးသွားဖို့အတွက်အဖော်တယောက်အပါဝင်15ရက်ခီးအခမဲ့ချီးမြှင့်ထားပြီးသား တင်ပါဖုံဖုံဖေ နောက်တစ်ခုထူးခြားတာကမနာဖတာကြီးဆရာတော်ကိုရီးယားကလည်းပဲသမီးတက္ကသိုလ်တက်ပြီးဆိုလို့ရှိရင်တက္ကသိုလ်ပြီးသည့်အထိပညာသင်စုလည်းပဲချီးမြှင့်ထားသေးတယ် တင်ပါဖုံဖုံဖေ သမီးဘာလို့သေးလဲ မလိုပါဘူးဖေ မလို့ရင်နားကြစို့ကျန်တဲ့မိကုန်းနှစ်ခုဖုံဖုံဖြည့်ပြီးတော့ယူသွားတယ်ပြီးပြီလေနော်နံပါတ်9မိကုန်းမြတ်စွာဘုရားရှင်ပြိဋိဘံဆံတော်ပြီးနောက်တန်ခါအားလုံးကဆေးပေါ်ကြောပတ်မလုပ်ဖဲနဲ့ပယ်စွန့်ပစ်ထားခြင်းဟုအတိတ်ပဲရောက်သောအပြစ်ပေးနည်းတစ်ခုဖြစ်သည့်ဗျမဒံပေးခံရတဲ့ယဟန်ဟာဘယ်သူပါလဲသမီး play or stay ဆက်ရှိပါမယ်ဖေ သမီးနံပါတ်9မိကုန်းရောက်နေပြီနော် တင်ပါဖုံဖုံဖေ ဒါပြီးနောက်ထပ်မိကုန်းဘယ်တစ်ခုကြံမလဲ တစ်ခုပါဖေ နောက်ထပ်တစ်ခုကြံသည်ဖြစ်စေနှစ်ခုကြံသည်ဖြစ်စေအဖြေမှားသွားရင်တပြားမှမရဘူးနော် တင်ပါဖေ အဖြေမှန်လို့ရှိရင်သူတွေအားလုံးဖုန်းပေးလိုက် တင်ပါဖုံဖုံဖေ ဟုတ်ပြီနော်ဖြေနေနဲ့ကမ္ဘောဇဗန္နာယကကြီးလုပ်ငန်းစုရဲ့နော်ဦးအောင်ကိုဝင်းဒေါ်နသန်းထွေးကိုလည်းသမီးမေတ္တာပို့စိတ်တည်းချမ်းမေတ္တာပို့နော် တင်ပါဖုံဖုံဖေ ထက်လာရင်သမီးကံပေါ့နော်ဘုံမောတော့ဗျာမှယူမထားပါဘူးမေကုမမေစုမေကုမေးတဲ့ဆရာတော်ရဲ့တန်ရုပ်ဆရာတော်ရဲ့လည်းပဲစုချလို့ရှိရင်လက်ခံပါတယ်ဆိုတော့ထည့်ပြောပါတယ်နော်တခါကြီးကမ္ဘောဇမအုပ်စုဒီတော်သူနိုင်ကကြီးဥအောင်ကိုဝင်လည်းကြားမယ်ထင်ပါတယ်နော်လူချင်းလို့ပြောတာမဟုတ်ပါဘူးဘုန်းကြီးတို့ကမရလို့ပြောတာပါနံပါတ်9မိကုန်းမြတ်စွာဘုရားရှင်ပရိနိဗ္ဗာန်ဆံတော်ပြီးနောက်တန်ခါအားလုံးကဆေးပေါ်ကြောပတ်မလုပ်ဖဲနဲ့ပယ်စွန့်ထားခြင်းဟုအတိတ်ပဲတက်ရောက်သောအပြစ်ပေးနည်းတစ်ခုဖြစ်သည့်ဗျမဒံပေးခံရတဲ့ယဟန်ဟာဘယ်သူလဲတဲ့သမီးစဉ်းစားချိန်စက္ကန့်30စတင်ပေးပါပြီးစဉ်းစားချိန်ပေးတာတော့မဖြေနဲ့နော် တင်ပါဖုံဖုံဖေ စီအရှင်ဆန္ဒပါဖေ သမီးမလောနဲ့သမီးမလောနဲ့ တင်ပါဖေ သမီးဘုံဘုံအဖြေမဖြေခိုင်းသေးဘူး တင်ပါဖေ A အရှင်ဒေဝရ B အရှင်သူနဲ့ခတ္တ C အရှင်စန္ဒနဲ့ D အရှင်ဥပါလိအော် sorry မလို့အရှင်ဥဒါယီ တင်ပါဖေ အရှင်ဒေဝရအရှင်သူနဲ့ခတ္တအရှင်စန္ဒနဲ့အရှင်ဥဒါယီသမီးနံပါတ်9မိကုန်းရောက်နေပြီဘုံဘုံအချိန်မီတားတယ်နော် တင်ပါဖေ တတကေလာတတုတ္တဘဟုစင်းစစ်ဆရာတော်ကလည်းပဲ3သိန်းချိမြင်ပါတယ် တင်ပါဖုံဖေ သမီးဒီနေရာမှာစဉ်းစားလို့ရမယ် chance တစ်ခုပေးမယ် တင်ပါဖုံဖုံ မိကုန်းကဖြေထားဖို့ဘုံအတီးယူမထားဘူးနော် တင်ပါဖေ အခုစုငွေ360တန်မိကုန်း တင်ပါဖေ သမီးဆက်ဖြေမလားရက်နေမလား ဆက်ရှိပါမယ်ဖေ ရက်နေမယ်ဆိုလို့ရှိရင်သမီးစုငွေတစ်ဝက်330ရှင်းပြလိုက်မယ်ခုနကစုငွေ200ကျော်လား240ကျော်ရှိတယ်ခုနက350တိုးသွားပြီလား290ကျော်သိကြပြီနော် တိကျပါရဲ့ဖေ ကာကြီးA အရှင်ဒေဝရ B အရှင်သူနဲ့ခတ္တ
C အရှင်စန္ဒနဲ့ D အရှင်ဥဒ္ဒါယီသမီးအဖြေရွေးပေးပါ စီအရှင်ဆန္ဒပါဗျာ အဖြေမှတ်ထားပေးပါ C အရှင်စန္ဒဒီတော့လည်းစုငွေနဲ့ပတ်သက်လို့ဗာများပြောကြရှိသေးတယ် စုချင်းငွေကသမီးလေးနောက်ဆုံးအဆင့်အထိမေကွန်စေကူစလုံးဖြည့်စုမှန်ကန်အောင်မြင်နေဆိုရင်အားလုံးကိုကြိုတင်အသိပေးကြေညာထားတဲ့စုချင်းငွေ3,900နဲ့အတူယခုပွဲစဉ်တောက်လျှောက်အလူရှင်များထပ်မံဂုဏ်ပြုချီးမြှင့်တဲ့စုချင်းငွေများအခုဆိုရင်3,290ကျော်သွားပါပြီဆိုတော့3,300ကျော်ဖြစ်မှာပါဒါဆိုရင်သမီးလေးရဲ့စုစုပေါင်း final ထိအောင်မြင်မယ်ဆိုရင်ရရှိမဲ့စုချင်းငွေဟာအနည်းဆုံး3,800ကျော်ဖြစ်သွားပါလိမ့်မယ်ရာဂဏန်းတိတ်မကောင်းထောင်ကဏန်းဖြစ်ရင်ကောင်းမယ်နီးလာပြီအရှင်ညာဏဝန္တတိရိလက္ခဏရာမတကုံသာသနာ့ဣဒအမလေးရက်ကွက်အရှိတကုံမျိုးနယ်ကစွန့်ငွေ3 သိန်းချီးမြှင့်ပါတယ် တင်ပါဗျာ ဘုန်းကြီးတို့တုဒ္ဒစုံလင်ဘုဒ္ဓဝင်အဖွဲ့ဘဟုတွဲဘက်တွင်မှုဆရာတော်ဒေါက်တာဝေပုံလာတိတိပညာလာမင်းကလည်းပဲ9 သိန်းချီးမြှင့်ပါတယ်ဘုန်းကြီးတို့ရဲ့ကျောင်းသားကဘုန်းကြီးတို့စောနကကောနကတွေပေါ့နော်ဦးနေမျိုးအောင်ဒေါ်မေဇွန်မိုးမိသားစုကလည်း3 သိန်းချီးမြှင့်ပါတယ်သမီးရေနော်နီးလာပြီသိတဲ့ထောင်သိန်းတစ်ထောင်အကယ်၍ပြည့်ခဲ့ပြီဆိုရင်သိန်းတစ်ထောင်ပြည့်ခဲ့ပြီဆိုရင်လမ်းငင်းပေးလိုက်မယ်လို့ပြောတာနော်လမ်းငင်းပေးလိုက်မယ်ဘုံမတောင်မောင်ရွှေရိုးဗုဒ္ဓဂယာဘုရားဘုလုံကလည်းပဲ3 သိန်းချီးမြှင့်ပါတယ်တဲ့တက္ကနွယ်နဲ့မောင်ရွှေရိုးကဒုတိယဆုရှင်တွေကိုဗုဒ္ဓဂယာဘုရားဘူး9 ရက်ခရီး2 ယောက်အခမဲ့ချီးမြှင့်တဲ့ဘုရားကရခီးတော်ဖြစ်ပါတယ်နော်ကျေးဇူးတင်ပါတယ်အကယ်၍တတဝေဝလတိတတ္တမဇောတိကတသမဟာတတ္တမဇောတိကတသအကမဟာတတ္တမဇောတိကတသအကမဟာသာသနာနုက္ခဇောတိကတသကဒီနံပါတ်6မေကွန်မှန်သွားပြီဆိုလို့ရှိရင်9 သိန်းထပ်ပြီးချီးမြှင့်မယ်တဲ့သမီးကြီး တင်ပါဗျာ စရင်နဲ့မှတ်ထားပေးပါဘုန်းကြီးကဖတ်တဲ့စရင်ကအတီးပါပဲကဲမေတ္တာတွေဆုရှာပါတယ်နိုင်ငံကျော်ဆွဲထက်စိန်ရွှေရတနာဆိုင်ကသမီးချက်ပေါ့မေကွန်ပေါက်သွားပြီဆိုလို့ရှိရင်တဲ့တကူလုံးကိုရွှေတစင်စာချီးမြင့်ကျင်တော်ညာလဲပဲ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 လက်တလောတည်ကြတဲ့ဆရာဝန်အားဖြင့်စုငွေ10 သိန်းထပ်တိုးချီးမြှင့်ပါတယ်စုစုပေါင်း320ဇွဲထက် တင်ပါဗျာ တက္ကနွယ်ဘုရားဘူးတီးတန့်3 သိန်းကျပ်ချီးမြှင့်ပါတယ်နော်ဘုရားဘူးကုသိုလ်လည်းပဲလွတ်ပေးပါတယ်နော်တက္ကနွယ်မောင်ရွှေရိုးတက္ကနွယ်ရောမောင်ရွှေရိုးရောမင်းကနာမဘယ်လောက်ရှိပါသလဲ6ရှိသွားပြီသမီးစုငွေဘယ်လောက်ရသွားပြီလဲ360တန်မေကွန် တင်ပါဗျာ အခုဘုန်းကြီးတို့အမေးဖြေလုပ်ငန်းစတင်ကြတာအချိန်ရပြီဆိုလို့ရှိရင်တနာရီထိုးတော့မယ်ကြာတော့မှာပေါ့နော် တင်ပါဗျာ အဲ့ဒီအချိန်အတွင်းမှာသမီးရတဲ့စုတွေကိုဘုံဘုံတို့ကလေးလဲလေးစားတယ်ကြည်တဲ့ကြည်ညိုတယ်မေကွန်းနေလည်းပဲအလွယ်တကူကြော်ဖြတ်နိုင်အောင်လည်းပဲဝမ်းသာပါတယ်ဒါပေမဲ့လက်ဗရန်မြို့နယ်ခမုံဆရာတော်ဒေါက်တာအရှင်တေစိန်နာကစုငွေ3 သိန်းထပ်ပြီးတော့ဖြည့်ပါတယ် တင်ပါဗျာ ဘုန်းကြီးတို့ရဲ့
ကျောင်းနေဘက်တငယ်ချင်းတွေပါအော်နေသိန်း2024အကယ်ဒမီရွှေကြိုကမချစုငွေမပါဘူးနော်ဘယ်လောက်ရံပြောချင်တာပြောလိုက်ရမလားတသိန်းကျပ်ချင်းမိပါတယ် တင်ပါဖျား ကိုဇော်မျိုးမင်းတုတ္တဘုံနာယကကြီးကလည်းပဲ9သိန်းချင်းမိပါတယ်ဘုံတို့အခမ်းအနားမသိရင်သေးဘူးနော်မသိရင်မိကုန်းကလည်းတစ်ဆင့်ပဲရှိတော့တယ်သို့တော့တမိအဖြေကစီအရှင်စန္ဒလို့ယူထားတယ် တင်ပါဖျား မြတ်စွာဘုရားပြိဋိဘံဆန္ဒနာမူပြီးနောက်တန်ခါအားလုံးကဆေးပေါ်ကြိုးဘက်မလုပ်တဲ့ပယ်စွန့်ပစ်ထားခြင်းဟုအတိပ္ပယ်တက်ရောက်တဲ့အပြစ်ပေးနည်းတစ်ခုဖြစ်တဲ့ဗြဟ္မတံပြီးခံရတဲ့ယဟန်ဟာဘယ်သူလဲဆိုတဲ့မေကွန်ကိုတမိကစီအရှင်စန္ဒ တင်ပါဖျား ကိုကျော်တော်လင်း တင်ပါဗျာ အဖြေမှန်မှန်စစ်ပေးစီလိုပါတယ် တင်ပါဗျာမေကွန်စေစင်နေကနံပါတ်9မေကွန်စုချင်းငွေ360တန်မေကွန်ဖြစ်ပါတယ်ဒီမေကွန်ဖြေဆိုအောင်မြင်သွားရင်စုချင်းငွေ360နဲ့အတူစောစောကသမီးလေးကိုချီးမြှင့်ထားတဲ့စုချင်းငွေ400နီးပါးထိဖြစ်သွားပါတယ်မိဂွန်လေးကမြတ်စွာဘုရားရှင်ပြိဋိဘံဆံလွန်ပြီးနောက်ပိုင်းတန်ခါအားလုံးကဆေးပေါ်ကြောဘက်မလုတ်ဖဲနဲ့ပယ်စွန့်ပစ်ထားခြင်းလို့အတိတ်ပဲတက်ရောက်တဲ့အပြစ်ပေးနည်းတစ်ခုဖြစ်တဲ့ဗြဟ္မတံပေးခံခဲ့ရတဲ့ယဟန်ဟာမြည်သူဖြစ်ပါသနည်းဆိုတဲ့မိဂွန်ကိုသမီးလေးကစီအရှင်စန္ဒလို့ဖြေဆိုထားပါတယ်မိဂွန်ဆယ်စင်တွေက9စင်မြောက်မိဂွန်ဖြစ်ပါတယ်မှန်သွားရင်360လေးရပါမယ်ဂုံပြူချီးမြှင့်ထားတဲ့စုချင်းငွေ400ကျော်လေးရပါမယ်ပထမဆုရှင်အတွက်အရှင်ခေမာစာရရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တောင်ကြီးမှစုချီးမြှင့်ငွေတသိန်းချီးမြှင့်ထားပါတယ်စုချင်းငွေကျ360တန်မေကွန်းအဖြေမှန်ကတော့မှန်ပါတယ်ခင်ဗျာတမီဖုံဖုံတို့မေကွန်အစဉ်စီစီ play or stay ဆွငွေအစီအစဉ်ဖြစ်ပါတယ်ဆက်ဖြေမလားရက်နေမလားမေးတာနောက်တော့မေကွန်တစ်ဆင့်ပဲရှိပါတော့တယ်စီမင်းစီကန်းအရာတတ်မှတ်ထားတဲ့အမြင့်ဆုံး10စင်းထိဖြေနိုင်မှခုနကပြောတဲ့3,910 plus တီရမှာနော် တင်ပါဖုံဖုံဖျား စကားကြိုခံထားတယ်နော် တင်ပါဖျား သမီးအဖြေမှန်သည်ဖြစ်စေအဖြေမှားသည်ဖြစ်စေရတဲ့ဆုံးဝင်ရတော့ဖြင့်တက်တက်တွက်ပြီးတော့မှတ်ပေးထားတယ်နော် တင်ပါဖုံဖုံဖျား တက်ဆိုင်ရာသင်တန်းကျောင်းရှမ်းပြည်နယ်ကိုစားပြုသင်တန်းနီးပြဆရာတော်များကလည်းပဲတေချာမှတ်သားစီလိုပါတယ်ဒီနေရာမှာဘုန်းဘုန်းတို့အင်မတန်အန္တရာယ်များပါတယ်ပြီးတော့မှဘုန်းဘုန်းတို့အငင်းပွားမှုလည်းမရှိစေချင်ပါဘူးသမီးဘေးမှာတက်တည်မင်းသမီး2ယောက်နိုင်မြတ်ဖြိုးသိမ့်ရဲ့ကန်တဝင်ရဲ့ထားပြီးတယ်ဘုန်းပြောတဲ့စကားဒီတေချာမှတ်ပေးပါတလေးတစားပြောပါတယ် play or stay ရက်နေမလားဆက်ပြေမလားအစီအစဉ်မှာသမီးအခုချိန်ထိရရှိငွေသည်360အဆင့်ထိရောက်ပြီဒီနေ့အဖြစ်နံပါတ်9အဆင့်ထိရောက်ရှိနေပြီ တင်ပါဖျား ခုနကချင်းမြင့်တဲ့စုငွေတွေ230 300ကျော်နဲ့သမီး360နဲ့နှစ်ခုပေါင်းလို့ရှိရင်360ကျော်ရပြီဒါဟာအဖြေနောက်တစ်ခုမှားတာမှန်တာနဲ့မဆိုင်ဘူးနော် တင်ပါဖျား သမီးဆက်ဖြေမလားရက်နေမလားနံပါတ်30မျိုးကို ဆက်ဖြေပါမယ်ဖျား
နံပါတ်10မေကွန်မလာသေးဘူးနော် တင်ပါဗျာ မလို့သေးဘူးနော် တင်ပါဗျာ ဆက်ဖြေမလားရက်နေမလား ဆက်ဖြည့်ပါမယ်ဗျာ ဆက်ဖြေလို့မှားရင်တပြားမှမပေးနိုင်ဘူး တင်ပါဗျာ ဘုံဘုံကိုအပေါက်ဆိုးရပြောလဲမတက်နိုင်ဘူးအခုချင်းမြင့်ငွေပြင်ပချင်းမြင့်ငွေနော်ပြင်ပချင်းငွေ300ကျော်ရနေပြီအားလုံးပဲလက်ခုပ် TV အားပေးစီလို့ပါတယ်340ပြင်ပချင်းမြင့်ငွေဖြစ်ပါတယ်အခုဒါတွေရောပါလားမပါသေးဘူးဦးစန်းဝင်းဒေါ်အေးခိုင်တောင်ကြီးကနေပြီးတော့ live အားပေးနေတဲ့စုငွေ3သိန်းချင်းမြင့်ပါတယ်ရွှေပြည်သားစာပေဌာနရွှေကောင်းမြိုင်ဆရာတော်ကလည်းပဲတသိန်းမဲဆောက်ကနေပြီးတော့တကူးတကပြိတ္တဓမ္မလာပြီးတော့အားပေးတဲ့ဆရာတော်တစ်ပါးကလည်းပဲမဲဆောက်ဓမ္မစကူလို့ခေါ်တာပေါ့နော်စုငွေ3သိန်းချင်းမြင့်ပါတယ်သမီးဘယ်ပြည်နယ်ကိုစားပြုလဲသမီး ရှမ်းပြည်နယ်ပါဗျာ ဘယ်ပြည်နယ်ကိုစားပြုလဲ ရှမ်းပြည်နယ်ပါဗျာ ရှမ်းပြည်နယ်ကိုစားပြုထူးထူးခြားခြားဒုတိယစုကလည်းပဲမကွေးတိုင်းရလားမကွေးတိုင်းရတော့တယ်နော်ခုံယူပါတယ်ဝင်ရောက်ပါတယ်တယ်လီဖုန်းလေးပေးပါဘုန်းကြီးမစိတ်လေးကြည့်ဖို့လိုပါမယ်သမီးမေကွန်းပဲဆင်းရောက်ပြီလေနံပါတ်9အဆင့်ရောက်ပြီသမီးနာမည်မိတ်ဆက်ပေးပါအောင်ဘယ်လိုခေါ်လဲမေးသွားလို့ အိမ်ချစ်တူပါဗျာ အိမ် ချစ်တူပါဗျာ အိမ်ချစ်သူ တင်ပါဗျာ သမီးအိမ်ချစ်သူရှမ်းပြည်နယ်ကိုစားပြုရှမ်းပြည်နယ်တပြည်လုံးရဲ့ကိုစားပြု တင်ပါဗျာ ဒီကနေ့တေရသမအကြီးမြန်မာနိုင်ငံလုံးဆိုင်ရာသုဒ္ဓဆောင်တဲ့ဘုရားဖြည့်ဆိုပူဇော်ပွဲကြီးမှာတနိုင်ငံလုံးပထမဆုရရှိလို့အခု live ကနေပြီးတော့ရှမ်းပြည်နယ်ပြည်သူတွေအားပေးနေကြတယ်နော် တင်ပါဖုန်းဗျာ ကမ္ဘာသဗ္ဗနာယကကြီးဦးအောင်ကိုဝင်းကြည့်နေတဲ့ live ကနေပြီးတော့အင်တာနက်ပြတ်မသွားအောင်လည်းပဲမေတ္တာပို့ပေးစီလိုပါတယ်နော်အချိန်မဆိုင်တော့ဘူးနောက်ထပ်မေကွန်းတစ်ခုဆက်မယ်ဒီမေကွန်းတစ်ခုပြီးနောက်ထပ်ဘာမေကွန်းမှမရှိတော့ဘူးသမီးနဲ့ဖမုံနဲ့ကိစ္စကပြီးသွားပြီအပြေမှန်ရင်စုငွေတွေအားလုံးချင်းမြင့်လိုက်မယ်အပြေမှားရင်ဖမုံကလည်းလိုက်မရှာနဲ့ဖမုံဒီနာမရှိတော့ဘူးဟုတ်ပြီနော်အခုဦးမင်းနိုင်ဒေါ်စောတန်နာမိသားစုကလည်းပဲ10သိန်းမချင်းပါတယ်ဦးမင်းနိုင်ဒေါ်စောတန်နာဘုန်းကြီးတို့ဘိုးဖွဲ့ပြဖြစ်ပါတယ်ရန်ကုန်အရှိခြေပိုင်းခရိုင်တာသနာ့နောကအသင်းကလည်းပဲတာသနာ့နောကအသင်းအတွဲဘက်အတွင်းရင်မူဒေါခင်အေးမွန်ကစုငွေ3သိန်းချင်းပါတယ်စုငွေတွေချတာနဲတယ်များတယ်မဟုတ်ပါဘူးဘုန်းကြီးတို့ပေါင်းပေးနေပါတယ်အဘိဓမ္မာမြတ်ယတနာသင်္นานမူမဟာသာသနာ့နောကဇောတိကတစတတ္တမဇောတိကတစဆရာမကြီးဒေါ်ဤခိုင်က3သိန်းခွဲချင်းမြင်ပါတယ်နောက်တော့ကဆုလူတိုင်းကိုကျော်စင်းကိုအောင်ကြီးညာလိုက်ပါနော် တင်ပါဗျာ သမီးစုငွေဘယ်လောက်ရပြီလဲသိန်း300နဲ့မှတ်ထားဘယ်လောက်လဲ300နဲ့60မှတ်ထားပြီလေကလေးမေ့သတိပေးနော်ပွင့်ကောက်ဆိုင်ပေးလိုက်နော်တို့လို့ရှိရင်တော့ဖုံပြောနော်နံပါတ်10မေကွန် Grand Prize မေကွန်အားလုံးစုပေါင်းထားတဲ့3,910မေကွန်3,910အပြင်စောစောကအပိုချင်းမြင့်တဲ့3,360မေကွန်တဖြည်းဖြည်းနဲ့နီးလာပြီသမီးတကယ်လို့နောက်ထပ်မေကွန်တစ်ခုမကြည့်ခင်သမီးအေးမြသူအိမ်ချစ်သူ တင်ပါဗျာ သမီးအိမ်ချစ်သူနောက်ထပ်မေကွန်မမေးခင်ဘုံ300ပေးမယ်သမီးဆက်မဖြစ်ရင်300ပေးမယ်300လည်းပေးမယ်သမီးကအပိုရတဲ့360လည်းပေးမယ်စုစုပေါင်း460နောက်ထပ်မေကွန်မပြသေးဘူးမပြသေးဘူးအဲ့ဒီ460ယူပြီဆိုလို့ရှိရင်သမီးအဲ့ဒါအတရင်ရမယ်နောက်ထပ်မေကွန်ဖြည့်စရာမလိုတော့သမီး
ဖြေဆက်ဖြေလို့မှားရင်တော့ဘုံဘုံစကားဟာဥပဒေတစ်ခုပဲတပြားမှမရဘူး ဆက်ဖြစ်ပါမယ်ဗျာ 2025ရွှေချိုမောင်ကောင်းခန့်ငိမ့်ကလည်းပဲတသိန်းချိမြင်ပါတယ်ဒီနေရာမှာဂျားပြက်အဖြစ်ဘုန်းကြီးတို့ကြီးညာပေးခြင်းပါတယ်ခုနကမူလာတန်းနှစ်သိမ့်စုသမားတွေအားလုံးနောက်ကအလေတန်းနှစ်သိမ့်စုတွေအားလုံးကိုမူလာတန်းက3သိန်း2စုနဲ့အလေတန်းက5သိန်း3စုကိုဘုန်းကြီးတို့ကြည်နေတဲ့ပြည်သက်တွေကချင်းမြပေးပါတယ်အားလုံးတော်ခေါ်ပေးပါကြံခဲ့တဲ့ပုံကိုယ်တွေကိုလည်းပဲအဆင်ပြေအောင်လူရန်ပေးဒီအတွက်အင်မတန်ကျေးဇူးတင်ပါတယ်ဘုန်းကြီးတို့ဒီမှာ message တွေဝင်တဲ့အခါမှာဘုန်းကြီးတို့မကြည့်မိလို့ကြံခဲ့လို့ရှိရင်လည်းပဲတောင်းပန်ပါတယ်တက်နိုင်တဲ့တော့ဘုန်းကြီးတို့ကြည်နေပါတယ်ပျော်ဝယ်မြို့ဟုတ်လဲချင်းညာပြည်ပျော်ဝယ်မြို့ကိုစိုးမိုးမက်ချိုပြုံးစိုးမြက်ရတနာရွှေဆိုင်ကချီးမြှင့်ငွေ3သိန်းပျော်ပွဲမြို့နယ်ကြီးယိုရွာဒေါခင်ထွေးမိသားစုအောင်ကွန်ပျူတာမှစုတော်ငွေ2သိန်းဘုန်းကြီးတို့စုငွေပိတ်ပါပြီစုငွေပိတ်ပါပြီအပြင်ကစုငွေတွေဘယ်လောက်ချနောက်ထပ်မေကွန်း10ဆင့်မှာအောင်မြင်မြင်တက်တိရှိဖြတ်သန်းရလို့ရှိရင်တမိစုငွေတွေအားလုံးဘယ်လောက်ရှိနော်လို့ဆို800ကျော်300ကျော်400ပဲရှိတယ်နော်340 360အပေါင်း900အပေါင်း800နော်အားလုံးပေါင်းကံဘောဇာမဲတီထောင်သူနိုင်ကာကြီးကနေပြီးတော့သိန်း1000ပြည့်အောင်စုချမယ်လို့စာပို့ပါတယ်ကမ္ဘောဇာမဲအုပ်စုတီထောင်သူနိုင်ကာကြီးနိုင်ငံတော်သမ္မတကြီးဆွမ်းဆောင်ရေး၄တက်ကွမ်းဆုရှင်ဝနာကျော်တင်စီတူပင်လုံးကိုကြီးတရေစီတူအောင်ကိုဝင်းနဲ့ဇနီးလည်းပဲအသက်ရှိပါသေးကျမ်းပါပါစေလို့ဘုန်းကြီးကနော်ဆရာတော်များကိုစားမေတ္တာပို့ပေးပါတယ်သိန်း1000ပြည့်အောင်ဆုချမှာနော်တင်ပါဗျာအဖြေမှန်မှနော်တင်ပါဘုံဘုံဗျာနောက်ထပ်မေကွန်းနံပါတ်30စပါပြီမောက်မိဖုရားဖြစ်ချင်စိတ်အားကြီးခဲ့မိ၍မိမိအားပြင်းမာစော်ကားရံပြုလာသောတိတိမာထံဥတ္တရာဥပတက္ကမဖြန့်ကျက်ဝင်စား၍ထားရသောမေတ္တာအပ္ပနာဇံသည်တဲ့မြည်သည့်ကမ္မထံအမျိုးအစားဖြစ်ပါသနည်းအဖြေမပြသေးဘူးအဖြေမပြသေးဘူးသမီးကိုထပ်ပြီးတော့မေးအောင်မယ်မောက်မိဖုရားဖြစ်ရှင်စိတ်အားကြီးခဲ့မိ၍တနည်းအားဖြင့်စနိုက်ကြော်တဲ့ဇလန်းနေမှာပေါ့နော်ဟုတ်ရဲ့လားပြိတ္တကြီးမိမိအားပြင်းမာစော်ကားရံပြုလာသောတိရိမာထံဥတ္တရာဥပတက္ကမဖြန့်ကျက်ဝင်စား၍ထားရသောမေတ္တာအပ္ပနာဇံသည်မြည်သည့်ကမ္မထံအမျိုးအစားဖြစ်ပါသနည်းသမီးမေးခွန်းမြင်ရလားသမီးရပါဗျာသမီးဒီညမှာရက်နေမယ်ဆိုလို့ရှိရင်ဘုံဘုံခွင့်ပြုမယ်အပိုစုငွေတွေအားလုံးရမယ်သိန်း60လည်းရမယ်သိန်း400နီးပါပေါ့နော်400နီးပါ900နီးပါရကဲသမီးဆက်ဖြေလို့ရှိရင်ခဏကအားလုံးစုပြီးတော့ချတဲ့စုပေါင်းစုချတဲ့ငွေတွေရော
အဲ့ဒီငွေတွေမှာအမောင့်လုံနေပြီဆိုလို့ရှိရင်ကမ္ဘောဇာမှာအုပ်စုတီထောင်သူနိုင်ကကြီးဦးအောင်ကိုဝင်းနဲ့ဇနီးက1000ပြည့်အောင်စုချရှမ်းပြည်နယ်ကိုစားပြုဆိုတော့ခကြီးကစပယ်ရှယ်ကိုအားပေးနေတယ်နော်သမီးဆက်ဖြေမလားရက်နေမလား ဆက်ဖြည့်ပါမယ်ဖေ အဖြေလေးမျိုးပြပေးလိုက်ပါA မေတ္တာဘာဝနာ B ကရုဏာဘာဝနာ C မုဒိတာဘာဝနာနဲ့ D ဥပိ္ပခာဘာဝနာတမီးစဉ်းစားဖြစ်ဆိုခြင်းစက္ကန့်30စမှတ်ပါအေးမေတ္တာဘာဝနာပါဖေ တေးကြလား သိချပါရဲ့ဖေ သမီးကိုမေးတာမဟုတ်ဘူးပြိတ္တတွေမေးတာတေးကြလားဒီဘုန်းကြီးတော်တော်အပေါက်ဆိုးတယ်လို့ထင်ကောင်းထင်လိမ့်မယ်တေးကြလားပြန်ပြောဘယ်ပြည်နယ်ကိုစားပြုလဲ ရှမ်းပြည်နယ်ပါဖေ သမီးစဉ်းစားကြည့်အောင်သမီးလောကကြီးမှာစနိုက်ကြော်တဲ့မိန်းမတွေကိုမေတ္တာထားဖို့လွယ်ပါမလားလွယ်လားပြိတ္တကြီးလွယ်လားညလိုက် သမီးလေးအတွက်ဆရာတော်အရှင်အိန္ဒဝန္တမယန်းကုန်းမှစုချင်းငွေ3သိန်းသမီးလေးကိုချစ်လို့နိုင်ငံတော်အစိုးရမေတ္တာဆွေကစောစောကချီးမြှင့်ထားတဲ့စုချင်းငွေအပြင်ထပ်တိုးချီးမြှင့်ငွေ3သိန်းဆရာတော်ဦးတုံတရမဟာကမ္မထာနာစရိယဗလက်ဆုံကျောင်းဝန်တရခိတမိုးကုတ်ရိပ်သာဗိတ်မြို့ကချီးမြှင့်ငွေ5သိန်းစရင်လေးမှတ်ထားပေးပါခင်ဗျာတခါတည်းကေးပေးလွှဲပြီးတော့စခွင့်ရှော့ပါတန်းပို့ထားပါတယ်စောစောကချီးမြှင့်ငွေတွေလည်းကေးပေးတခါတည်းလွှဲပြီးစခွင့်ရှော့တွေပို့ထားပြီးပါပြီသမီးအိတ်ချစ်သူ တင်ပါဖေ မှန်တယ်နော် တင်ပါဖေ မှတ်မိသွားပြီမိကုန်းကိုမှန်တော့နော်အိတ်ချစ်သူရှမ်းပြည်နယ်ကိုစားပြုမောက်မီဗျာဖြစ်ချင်စိတ်အားကြီးခဲ့ပြီးတော့မိမိအပြင်းမစော်ကားရန်ပြုလာတော့တိတိမာထံဥတ္တရာဥပပက္ကမဖြန့်ကျက်ဝင်စားအပ်သောဖြန့်ကျက်ဝင်စား၍ထအပ်သောမေတ္တာအပနာဇံသည်မြည်သည့်ကမ္မထံအမျိုးအစားဖြစ်ပါသနည်းဆိုတဲ့မိကုန်း A မေတ္တာဘာဝနာ B ကရုဏာဘာဝနာ C မုဒိတာဘာဝနာနဲ့ D ဥပိ္ပခာဘာဝနာသမီးစဉ်းစားဖို့အချိန်စက္ကန့်30ထပ်ပြီးတော့ပြီးမယ်အချိန်စမှတ်မယ်စပါပြီစက္ကန့်30စပြီးသွားပြီလား Final chance
မေတ္တာဘာဝနာပါပဲဖေဟာ သမီးလေးအတွက်ချစ်လို့ဂုဏ်ပြုခြင်းလို့သမီးရဲ့ဘေးမှာရှိနေတဲ့ချစ်စရာကောင်းတဲ့မမရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်နမ်းမြတ်ဖြိုးသိန်းက9သိန်း ဒုတိယဆုရရှိတဲ့သမီးလေးဟေတာမျိုးထက်အတွက်ဦးအောင်လွင်ဒေါ်တင်စန်းဦးချီးမြှင့်ငွေ3သိန်းကျပ်ဖြစ်ပါတယ်ခင်ဗျာအဲ့တော့အခုထိသမီးလေးရဲ့နောက်ဆုံး final မေခွန်းမှန်ခြင်းမမှန်ခြင်းကျွန်တော်တို့မသိရသေးပါဘူးအဲ့ဒီအထိမိကုံမှန်သည်ဖြစ်စေအဖြေမှားသည်ဖြစ်စေမှန်သည်ဖြစ်စေသမီးလေးကိုဂုဏ်ပြုထားတဲ့စုစုပေါင်းချီးမြှင့်ငွေဟာ400ကျော်သွားပါပြီအဲ့ဒီ400ကျော်နဲ့အခုနောက်ဆုံးမေကုံမှန်လို့သမီးရရှိမဲ့ကြီးညာထားတဲ့500ပြီးရင်ပထမဆုရှင်ဖြစ်ကြတဲ့ကအခြေခံရရှိတဲ့ဆုချင်းငွေ10သိန်းအလုံးပေါင်း910ကျော်ဒီမေကုံမှန်ခဲ့ရင်အဖြေမှန်သွားရင်ဆုချင်းငွေ910ကျော်အထိပေးကြနေပါပြီဥက္ကဋ္ဌဆရာတော်ရဲ့မိန့်ကြားချက်အရာသမီးလေးမှန်ကန်သွားလို့စုချင်းငွေ910ကျော်ရသွားရင်1000မပြည့်တဲ့အတွက်1000ပြည့်အောင်ကမ္ဘောဇဘန်ဥက္ကဋ္ဌကြီးကထပ်တိုးချီးမြှင့်မှာဖြစ်ပါတယ်ကမ္ဘောဇဘန်လီမိတက်နာယကာကြီးနဲ့တကွမိသားစုကထပ်တိုးချီးမြှင့်မှာပါအဲ့တော့တေချာနာကတော့ဒီမေကွန်းနောက်ဆုံး final မှန်သွားရင်910ကျော်တေချာပါပြီကမ္ဘောဇဘန်တီထောင်သူနာယကာကြီးဇနီးမောင်နှံမိသားစုချီးမြှင့်မဲ့စုချင်းငွေဆိုရင်1000ဆိုတာသတ်မှတ်လို့ရပါပြီထပ်တိုးစုလေးတွေရှိပါသေးတယ်အရှင်အင်ကုရဓမ္မစရိယအုံကျော်မစိုးရင်စာတင်တိုင်းမှာသမီးလေးအတွက်ချီးမြှင့်ငွေ3သိန်းကျပ်ကျွန်တော်တို့အချိန်ဆွဲတယ်လို့တော့မထင်ပါနဲ့အချိန်နောက်ကျနေတာကိုလည်းကျွန်တော်တို့သိပါတယ်အချိန်လင့်နေပြီဆိုတာကိုလည်းကျွန်တော်တို့နားလည်ခံစားမိပါတယ်သို့တော်လည်းကျွန်တော်တို့ကြီးညာခဲ့တယ်လို့ပါပဲဒီလိုမြန်မာနိုင်ငံလုံးဆိုင်ရာပွဲကြီးဖြစ်ဖို့ဦးဆောင်သူဆရာတော်များနဲ့ပါဝင်ဝေယဝိဆပြုကြသူများနဲ့အတူအဓိကထောက်ပံ့လှူဒန်းကြမယ်ကုသိုလ်ရှင်များမရှိရင်ဒီလိုပွဲမျိုးလုပ်လို့မလွယ်ပါဘူးဒါကြောင့်အချိန်မိနစ်ခန့်အနေငယ်ပေး၍12သိန်းအလှရှင်သမီးလေးရဲ့အဖြေမှန်သွားရင်120ရမယ်12သိန်းမူလအလှရှင်တွေရှိပါတယ်အချိန်လေးနည်းနည်းလေးပေးပြီးတော့ကျွန်တော်အမြန်လေးကြီးညာပါမယ်ကျွန်တော်တို့ရိုက်ကူးရေးမှာလည်းအလှရှင်တွေကိုဂုဏ်ပြုဖော်ပြရရအောင်ပါမြန်မြန်လေးကျွန်တော်ပြောပြပါမယ်ဒေါက်တာပန္နိတဆရာတော်ကစုချင်းဝေကျ12သိန်းဒေါက်တာပန္နိတဆရာတော်ကစုချင်းဝေကျ12သိန်း10သိန်း ဒေါက်တာပန္နိတဆရာတော်ကစုချင်းဝေကျ12သိန်း 10သိန်း ဒေါက်တာပန္နိတဆရာတော်ကစုချင်းဝေကျ12သိန်း 10သိန်း 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 10သိ
။
လူတန်းနဲ့အလှရှင်ကဂျွန်ဝီရီထွန်းကုမ္ပဏီလီမိတက်ဖြစ်ပါတယ်ဂျွန်ဝီရီထွန်းကုမ္ပဏီကစုချင်းငွေ12သိန်းမဟာတတ္တမဇောတိကဒဇမဟာအာဘိဓမ္မိကကလျာဏညာနာဒဇတန်ယုတ်တနိကာယကောဝိဒဗုဒ္ဓဝန္တဝိသိဋ္ဌဂုဏတရဂုံတူးဆောင်နာယကာကြီးဆရာမကြီးဒေါ်မေပလဲ12သိန်းဦးမောင်မောင်ဆွေတင်တိဟသုဓမ္မသိင်္ဂီဒေါက်တာမြတ်တီရာဆွေတင်ဗန္နာရင်မူကြီး12သိန်းဦးတန်းဦးဒေါ်ခင်ခင်လင်းသမီးချောစုသဇင်မိသားစု12သိန်းဦးအောင်တန်းဒေါ်မာလာခိုင်မိသားစုရွှေရီဦးရွှေဆိုင်12သိန်းဒေါ်နီနီစိုးနဲ့မိသားစု12သိန်းဒူရဲမူကြီးငိမ့်ညွန့်ညွန့်ထေးဂုံတူးဆောင်နာယကာကြီးက12သိန်း Twinkle University ဒေါ်မြမြ12သိန်းအကမဟာသီရိသုဓမ္မမဏီဇောတတရဦးဇေယသူရမော်ဒေါက်တာဒေါ်ခိုင်ခိုင်မြင့် RGK ZNA Group Company Limited မိသားစု12သိန်းဒုပါမောခချုပ်စီမံဒေါက်တာနင်းနင်းအေး12သိန်းဦးတတိုးဟိန်ဒေါ်စိုးမာလာမြမဩဘာလုပ်ငန်းစုမိသားစုက12သိန်းဦးတတိုးဟိန်ဒေါ်စိုးမာလာနောက်ထပ်12သိန်းဦးမြင့်ဦးလွင်ဒေါ်မြင့်မြင့်မော်မိသားစုချိုက်ခမီမျိုးက12သိန်းဦးအောင်ကျော်စောသူဓမ္မသင်္ကီဒေါ်တင့်တင့်အေးတားမောင်ကောင်းနေထွတ်မောင်အောင်ဘုံမြက်ထွန်းတောက် Plastic and Printing Company က12သိန်းတဝဲဗုဒ္ဓတက္ကသိုလ်ပါမောက္ခချုပ်ဆရာတော်ဗတ္တန္တအိန္ဒညာနာနဲ့အကမဟာတတ္တမဇောတိကဒဇပညာလာမင်းဆရာတော်ဒေါက်တာအရှင်ဝေပုံလသီရိအာဦးထိပ်ပန်းစင်လျက်မန္တလေးမြို့ဆရာကြီးဦးလှထွန်းသာသနာဒါယကမာကြီးသီရိသုဓမ္မသင်္ကီတော်ဆန်းဆန်းဝေတာမောင်မင်းလိုင်ဖြိုး MBA BA Honors Math 3 MBA BA Honors ရှမ်းပြည်နယ်တိုင်းရင်းစေးမိသားစု12သိန်းဦးလိုင်ထွန်းဦးတော်စုရီမော်တာမောင်ဖြိုးတေဇာလင်း You Like Books ဆိုမိသားစု12သိန်းဒေါက်တာဥတ္တမသီရိမြကြီးနားဆရာတော်12သိန်းဦးမင်းနိုင်ဒေါ်စောတန်တာ Asia Rainbow Company မှ12သိန်းဦးတန်းစောနိုင်ဒေါ်နှင်းဝေလိုင်တာမောင်ဟိန်းထက်အောင် Snow Queen မိသားစုဒေါ်12သိန်းချမ်းမြေသာဆရာတော်ဒေါက်တာဇောတိကအားဦးထိပ်ထား၍ယဟန်တာယကဦးဟန်စိန်ယဟန်တာယကမှဒေါခင်စပယ်မိသားစုကော့တောင်းမြို့12သိန်းကိုဇွဲမန်အောင်နဲ့မတ်တန်ညိုစောမိသားစု12သိန်းကိုစောကန်စော12သိန်းဦးအောင်ထွန်းဦးနဲ့ဒေါ်ဖြူဖြူခိုင်12သိန်းမတ်လွင်မိုးသူမိသားစု12သိန်းမောင်ထငိမ့်အောင်မောင်မင်းတုဒ္ဒမိသားစု12သိန်းဒေါက်တာထက်စံလင်းနဲ့ဒေါက်တာစုမမွန်ထွန်းမိသားစု12သိန်းဦးတန်းထွန်းနဲ့ဒေါ်ဟန်စုခိုင်မိသားစုMAB Bank က12သိန်းဦးကျော်ပြေဖြိုးနဲ့ဒေါ်ခိုင်ငိမ့်ကြည်တားမောင် Aries ဖြစ်ပါလိမ့်မယ်မိသားစု12သိန်းတထေးမင်းဒံပေါက်မိသားစု12သိန်းဒေါက်တာတနှင်းအေးမိသားစု Pure Aesthetic Clinic က12သိန်းဖြစ်ကြောင်းဂုဏ်ယူစွာကြေညာအပ်ပါတယ်ခင်ဗျာသမီးလေးတို့ထပ်တိုးချီးမြှင့်ငွေသမီးလေးတော်တာဖြူစင်ကျော်ကချီးမြှင့်ငွေ3သိန်းဦးတက်ချူဦးခေါ်ကိုလက်ဒေါ်လင်းလင်းထွန်းမိသားစုသစ္စာဟိန်တန်ရီချိုလုံငယ်မန္တလေးကဆော့ဆော့လည်းချီးမြှင့်ထားပါတယ်နောက်ထပ်တိုးပြီးတော့စုစုပေါင်း5သိန်းဘုန်းကြီးမေးခွန်းမေးတာကြာလို့နောက်ကျတာမဟုတ်ဘူးနော်စုလူရှင်တွေကတန်းစီပြီးတော့လာနေလို့ဖတ်ပေးရလို့ကလေးအတွက်ငဲ့ပြီးတော့အချိန်ကြီးကုန်သွားခြင်းဖြစ်ပါတယ်ဒီအတွက်လည်းပဲတင်ဆက်သူဘုန်းကြီးနဲ့အပါဝင်အခမ်းအနားမှုတွေကိုနားလည်မှုပေးစီလိုပါတယ်အခမ်းအနားစီစဉ်ပြီးပါတော့မယ်မရှိတော့ဘူးနော်သမီးဖေအိမ်ချစ်သူ တင်ပါဖေအိမ်ချစ်သူလားအိမ်ချစ်သူလားအိမ်ချစ်သူပါဖေအိမ်ချစ်သူအိမ်ကိုချစ်တဲ့ပုဂ္ဂိုလ်ပေါ့ရှမ်းပြည်နယ်ကိုချစ်တယ်ပေါ့တင်ပါဖေရှမ်းပြည်နယ်ကိုစားပြုဖြည့်ဆိုလာခဲ့တဲ့အဆင့်ဆင့်ဖြတ်တန်းခဲ့ရတဲ့မိကုန်းတွေဟာအင်မတန်များပါတယ်မဟာဗုဒ္ဓဝင်6တဲ့8အုပ်မိကုန်းတွေကိုဖြတ်တန်းပြီးတော့ဖြည့်ဆိုခဲ့ရတယ်အခုဆက်ပြီးတော့စုငွေအစီအစဉ်မှာလည်းပဲမဟာဗုဒ္ဓဝင်မိကုန်းတွေပဲများပါလိမ့်မယ်သို့တော့စုငွေသဘောတရားအရအပြေမှားရင်တော့ထုံးစံတိုင်းတပြားမှမပေးဘူးဆိုတာဘုန်းကြီးတို့လက်ခံပါတယ်သို့တော့ခုနကစုပေါင်းပြီးတော့ချင်းမြင့်တဲ့စုငွေတွေကိုတော့ဘုန်းကြီးတို့ကတရားဝင်ပေးပါမယ်ဘုန်းကြီးတို့ game plan သဘောတရားအရ
စုငွေ320ပေါက်မှချက်ပေါ့ငွေအားလုံးကိုပေးခွင့်ရှိကြောင်းပြောကြရင်းနဲ့အဖြေမှန်ကိုကျော်သွလင်း ဒီမှာဗျာ မောက်မီဘုရားဖြစ်ခြင်းစိတ်အားကြီးခဲ့တဲ့ပုဂ္ဂိုလ်ကိုတနည်းအားဖြင့်စနိုက်ကြော်ခြင်းတဲ့ပုဂ္ဂိုလ်ကိုမေတ္တာအပ္ပနာဇံထားတဲ့ကိစ္စနော်အဲ့ဒီမေတ္တာအပ္ပနာဇံကိုမေးတာကမ္မထမ်းရွေးရမှာကမ္မထမ်းအလုံးဘယ်လောက်ရှိလဲကမ္မထမ်း40ပါဗျာ40အဲ့ဒီထဲမှာအပြည့်၄ခုပြထားတယ်မေတ္တာဘာဝနာကရုဏာဘာဝနာမုဒိတာဘာဝနာဥပိ္ပခာဘာဝနာဒီဘယ်ဘာဝနာလဲရွေးရမှာနော်အေးမေတ္တာဘာဝနာရွေးထားပါပြီအေးမေတ္တာဘာဝနာဘုံဘုံအပြည့်မှတ်ခိုင်းလိုက်ရမလားမှတ်ခိုင်းလိုက်ပါဗျာအပြည့်မှတ်ပေးပါအေးမေတ္တာဘာဝနာဒုတိယဆိုရှင်အတွက်အကွေးမျိုးတုဒ္ဒဆောလင်ဗုဒ္ဓဝင်နာယကဥတင်ဆိုရွှေရမြေပွဲရုံကတသိန်းရှိမိပါတယ်ဘယ်လိုစုံငွေကိစ္စပိတ်ပါပြီနော်ထပ်ပြီးတော့လွှဲလာတဲ့ပုံကိုဒီဘုန်းကြီးတော့ဖြစ်ပါမယ်အယိုးသားပြောတာပါလှုပ်ရှုံမှဆိုတော့အရန်အချိန်ကြာနေပြီနော်နောက်မှတကယ်ရောက်လာပါတယ်ရွှေပြည်သာပြည်စုံအေးဆရာတော်ဦးတော်ပနသမီးလေးတို့ချင်းမြင့်ကိုတသိန်းပျော်ပွဲမြို့ကြီးရိုးကျေးရွာဒေါခင်ထွေးမိသားစုသမီးတို့ချင်းမြင့်ကို2သိန်းခုနက12သိန်းစုရှင်တွေဒီမှာရှိနေသေးလို့ရှိရင်ပြောပါမယ်အကယ်၍ကလေးအဖြေမှန်သွားခဲ့မယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကြီးအားလုံးအစင်ပေါ်တက်ပြီးတော့အကုန်တန်းစီပြီးတော့ဆုချခွင့်ရမှာနော်မှားသွားရင်တော့အနောက်ဘက်ကလှည့်ပြီးတော့ပြန်ပြီးတော့သမီးလေးအတွက်2025ရွှေဂျူအကယ်ဒမီရွှေဂျူညီငယ်လေးမင်းဟိန်ခန့်ကဂုံပြူချီးမြှင့်ငွေ2သိန်း2သိန်းမကပါဘူးတဲ့3သိန်းရပါပြီကျေးဇူးတင်ပါတယ်တော်ပါပြီမေကွန်ဆယ်ဆင့်မအိမ်ချစ်သူမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆောင်တဲ့ဘုန်းတော်ဖြစ်ဆိုပူဇော်ဝတ်ကြီးရဲ့73ကြိမ်မြောက်တနိုင်ငံလုံးပထမဆုရှင် Play of State ဆုငွေ10ဆင့်နောက်ဆုံးမေကွန်မောက်မီဘုရားဖြစ်ခြင်းစိတ်အားကြီးခဲ့မိ၍မိမိအားပြင်းမစော်ကားရန်ပြုလာသောတိတိမာထံဥတ္တရာဥပပကမဖြန့်ကျက်ဝင်စား၍ထားအပ်သောမေတ္တာအပ္ပနာဇံသည်မိသည့်ကမ္မထံအမျိုးအစားဖြစ်ပါသနည်းဆိုတဲ့မေကွန်းကိုသမီးကအေးမေတ္တာဘာဝနာလို့ဖြေထားတယ်။ဘုရားတော်လင်းအဖြေမှန်စစ်ပြလိုက်ပါဒီမှာဗျာယခုမြန်မာစံတော်ချိန်ည7:04မိနစ်ရှိပါပြီခင်ဗျာကျွန်တော်တည်င်းမဲကြီးညာလိုက်ရရင်ကောင်းမယ်ထင်တယ်အဖြေမှန်ကျွန်တော်မကြီးညာရဲလို့ပါမြန်မာစံတော်ချိန်ည7:04မိနစ်ရှိပါပြီကျွန်တော်တို့အားလုံးသမီးလေးနဲ့ထပ်တူရင်ခုန်ရင်ပျော်ရွှင်ရင်ညစာလည်းမစားပါဘူးရေတောက်ဖို့တောင်ကျွန်တော်တို့မိနေပါတယ်ဒေရသမအကျိမြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲအလေတန်းဗဟိုအဆင့်ဝင်းနာဆုရှင်သမီးလေးရှမ်းပြည်နယ်ကိုစားပြုအိမ်ချစ်သူရဲ့ Play of Stay ရက်နေမလားဆက်ပြေမလားဆိုတဲ့စုချင်းငွေရွေးချယ်ခြင်းအစီအစဉ်နောက်ဆုံးအဆင့်မေကောဒီမေကုန်းကိုသာမှန်သွားခဲ့ရင်သမီးလေးဟာကျွန်တော်တို့တောက်လျှောက်ကြီးညာခဲ့တဲ့ထတ်တိုးချီးမြင့်ဂုံပြုတ်ငွေများနဲ့အတူကျွန်တော်တို့ကြီးညာထားခဲ့တဲ့
စုကြီးသိန်း900အပါအခြေခံရရှိမဲ့10သိန်းအပေါင်းကမောဇဘန်တီထောင်သူနာယကာကြီးမိသားစုကထပ်ပြီးချီးမြှင့်မဲ့သိန်း1000ကိုရရှိမှာဖြစ်ပါတယ်ဒီမိကုံမှားခဲ့ရင်တော့အခြေခံစုချင်းငွေ10သိန်းအလူရှင်များဂုဏ်ပြုချီးမြှင့်တဲ့စုချင်းငွေသိန်း400ကျော်နဲ့သမီးရရှိမဲ့စုချင်းငွေဟာသိန်း900ဝန်းကျင်ပဲဖြစ်သွားပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်တို့စုချင်းငွေကိုကြည့်ရင်နှစ်ဆလို့တွက်လို့ရပါတယ်မောင်မီဗျာဖြစ်ခြင်းစိတ်အားကြီးခဲ့မိ၍မိမိအားပြင်းမစော်ကားရန်ပြုလာသောသီရိမာထံဥတ္တရဥပါတိကာမဖြန့်ကျက်ဝင်စား၍ထားအပ်သောမေတ္တာအပနာဇံသည်မြည်သည့်ကမ္မထံအမျိုးအစားဖြစ်ပါသည်နည်းဆိုတဲ့နောက်ဆုံးချက်ပေါ်မေကုန်းကိုသမီးလေးကအေမေတ္တာဘာဝနာလို့ဖြေဆိုထားပါတယ်မှန်မယ်လို့ထင်ပါသလားခင်ဗျာကျွန်တော်လက်ထဲမှာစောစောကမေကွန်6စင်အထိအဖြေရှိပါတယ်နောက်ဆုံးစုကြီးအမြင့်ဆုံးဂျက်ဘော့နံပါတ်10မေကွန်ကျွန်တော်တို့အစီအစဉ်တင်ဆက်သူတွေကိုလုံးဝဥက္ကဋ္ဌဆရာတော်နဲ့တကွပု္ပ္ပကဆရာတော်များပေးတိမထားပါဘူးအဲ့ဒီအတွက်ကျွန်တော်လက်ထဲမှာသမီးလေးရဲ့အဖြေလုံးဝမရှိပါဘူးLED ကိုပဲကြည့်ပေးပါမြန်မာစံတော်ချိန်ည7:00 နာရီ10 မိနစ်ကျော်သွားပါပြီရှမ်းပြည်နယ်ကိုစားပြုဝေနာဆုရှင်သမီးငယ်လေးအိမ်ချစ်သူရဲ့စုချင်းငွေအားလုံးစုစုပေါင်းသိန်း1000အထိရရှိမဲ့နောက်ဆုံးချက်ပေါ်မေကွန်အဖြေမှန်ကတော့မှန်ပါရဲ့ခင်ဗျာသမီးလေးဂုဏ်ပြုစုချီးမြှင့်ငွေသိန်း1000ရရှိသွားပါပြီခင်ဗျာသမီးလေးတို့လက်ခုပ်တန်းနဲ့အကျယ်ကြီးကြားကြပါရခင်ဗျာအိမ်ချစ်သူ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 ကဲသမီးလေးရှေ့ကိုတိုးပြီးတော့ဒီမှာနှုတ်ဆက်ပေးပါဦးပရိသတ်တွေကိုဒီနားလေးမှာသမီးဒီနားလေးမှာသမီးဒီနားလေးမှာနိုင်ပါလိုက်တင်လေးရအောင်လို့ကဲကျွန်တော်တို့ဒေတာသမအချိန်မြန်မာနိုင်ငံလုံးဆိုင်ရာတုဒ္ဒဆုံလင်ဗုဒ္ဓဝင်ဖြည့်ဆိုပူဇော်ပွဲရဲ့ဝေနာစုရှင်စုချင်းငွေသိန်း1000ရရှိသွားတဲ့သမီးလေးအိမ်ချစ်သူကျေးဇူးများတင်ပါတယ်ကဲကျွန်တော်တို့အားလုံးအချိန်လဲလင်းသွားပြီဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးနဲ့အတူတူဂုဏ်ယူစွာနဲ့ဒီနေ့အခမ်းအနားကြီးကိုအောင်အောင်မြင်မြင်ပိတ်သိမ်းမဲ့အစီအစဉ်ဖြစ်ပါတယ်
ကျွန်တော်တို့စုချင်းမြင်ချင်းအစီအစဉ်ကိုတပါးတည်းဆက်လက်ပြီးတော့ဆောင်ရွက်မှာဖြစ်ပါတယ်စုချင်းမြင်ချင်းအစီအစဉ်ကိုတပါးတည်းဆက်လက်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်စုချင်းမြင်ချင်းအစီအစဉ်ပြီးမြောက်မှသာလျှင်အခမ်းအနားကိုရှုပ်သိမ်းမှာဖြစ်ပါတယ်ခင်ဗျာအဲတော့သမီးငယ်လေးအင်းချစ်သူရှမ်းပြည်နယ်ကိုစားပြုသမီးလေးတို့သမီးလေးတို့သမီးလေးကိုဝင်းနာဆုရှင်ဖြစ်အောင်သင်ကြားပေးခဲ့တဲ့သင်တန်းဆရာမကြီးဖြစ်ပါတယ်ခင်ဗျာသီလရှင်ဆရာကြီးပါသီလရှင်ဆရာကြီးဒေါ်ကေတရညာနိဖြစ်ပါတယ်ဆရာဖုန်းကြီးပါစင်မြင့်ထက်ကိုကြောက်ခဲ့ပေးဖို့ယူသေးစွာပင်းရှောက်အပ်ပါတယ်ခင်ဗျာဆရာဖုန်းကြီးပါကြောက်ရောက်ချင်းမြင်ပေးဖို့ယူသေးစွာပင်းရှောက်အပ်ပါတယ်ခင်ဗျာဝိနာဆုရှင်သမီးလေးရဲ့အနီးကပ်ကြီးကြပ်ပေးတဲ့လမ်းညွန်ဆရာတော်ဟာဝိသိထဝိနယဒရဘိဒကတဘုံဆောင်ဆရာတော်ဖြစ်ပါတယ်ခင်ဗျာအမြဲတမ်းဂုဏ်ယူစရာကောင်းလုံးပါတယ်ဆရာကောင်းတမကောင်းများရဲ့အထံတော်မှာတေးသေးချာချာနီးစနစ်တကျနဲ့တင်ယူလေ့လာမှတ်သားပြီးတော့မိမိရဲ့ပညာပါရမီကိုယ်စွမ်းဉာဏ်စွမ်းလုံလဝိရိယအားများနဲ့အတူဝိုင်းဝန်းကူညီပံ့ပိုးကြတဲ့မိသားစုများအားလုံးရဲ့အားအင်နေနဲ့ဝိနာဆုရှင်သမီးလေးရှမ်းပြည်နယ်ခုံကိုစောင့်နိုင်ခဲ့ပါပြီဝိနာဆုရှင်သမီးငယ်လေးအတွက်ကျွန်တော်တို့အားလုံးလက်ခုပ်တန်းအခြေဆုံးကြားပြစေလားခင်ဗျာကျွန်တော်စုချင်းမြင့်ချင်းအစီအစဉ်ကိုဆက်လက်ဆောင်ရွက်ပါမယ်အမတ်တရားဓာတ်ပုံလေးတွေရိုက်ပေးပါခင်ဗျာဘန်နာရေးဖွဲ့စုချင်းငွေလေးသိမ်းပေးပါခင်ဗျာစုချင်းငွေဒီမှာလက်ငင်းပေးထားတဲ့စုချင်းငွေလေးရှိပါတယ်